ကဲတို့စမယ်ဒီနေ့ပကိန်းပိုင်းကိုစလုပ်ရအောင်နော်စီတသိပ်ပိုင်းပြီးခဲ့ပြီစီတသိပ်ပိုင်းပြီးခဲ့ပြီဆိုတော့ပကိန်းပိုင်းကိုလုပ်မယ်ဆရာတို့တစောင်းမုံလာပြီးညအကြောင်းလေးလာခဲ့တာတော့တော်တော်လေးတော့ပြည့်ပြည့်စုံသိရမယ်လို့ထင်ပါတယ်နော်ရတယ်မလားအဲ့ဒါတော့ဒီမှာနားမထောင်နဲ့ဆွင့်လို့ရလားမရအောင်မလားရတယ်ဆရာသူပြန် join နေပြီမရအငြိမ်းရပြီလေအငြိမ်းနဲ့လေလာရည်ဒီတိုင်းခေါ်လိုက်ရင်တော့သင်ပြေဦးမယ်နှုတ်ဆိုင်ကိုလေအခုမဟုတ်ပဲလေဒီတိုင်းပဲတိုက်ရိုက်ခေါ်လိုက်သူ့ကိုပဲတူ group ထဲဝင်စို့ခုနက group ထဲဝင်တယ်ခေါ်တယ်ဟုတ်လားကဲတို့ပကိန်းပိုင်းစဆိုရောပကိန်းပိုင်းထိတ်ဆုံးကဟာစဆိုရောနန္တေပညာတမတ်စုရဲ့66မတ်စုရဲ့66 60ခွန်ပေါ့60ခွန်နန္တေပညာတစိတ်89ပါးရှိဟုပြောရိုးရှိတော်လဲစင်စစ်မှာအာရမဏဝိသနာနာအာယုကိုတိချင်းသဘောလက္ခဏာအားဖြင့်တပါးတည်းတော်ရှိတော်ကြောင့်စိတ်အားလုံးကိုတပါးဘုရားရေတွဲရသည်စေတသိက်52ပါးကပတ္တတိအာယုကိုတွေ့ထိခြင်းပုဒ္ဒနာလက္ခဏာဝေဒနာဤအာယုကိုခံစားခြင်းအနုဘဝနာလက္ခဏာဣနာဤအာယုကိုမှတ်သားခြင်းသေစာနာနာလက္ခဏာစသောမိမိဆိုင်ရာလက္ခဏာအဖြစ်တပါးစီဖြစ်သောကြောင့်52ပါးပင်ရှိ၏ထို့ကြောင့်မိမိသဘောလက္ခဏာအဖြစ်စိတ်တပါးစေတသိက်52ပါးပေါင်း53ခုပင်နန္တေပညာတာဟုခေါ်၏စရနာပြောရလားပကိန်းပိုင်းအမကြီးပကိန်းပိုင်း60ခွန်မဆု 66မဆုဆိုရိုး35ကြတယ်မတ်စုပဲဒီညဆိုရုံးမကြည့်တော့မတ်စုပဲကြည့်မဆုပဲကြည့်မယ်တဲ့မဆုပဲကြည့်မယ်မဆုပဲကြည့်မယ်တဲ့မဆုတယောက်ပဲပြောပြောရှင်းလားဒီလာချက်ရှင်းဟောဆရာရပြီဗျရပြီနော်စပ်ဖဲရောကဲဒါဆိုရင်ခဏလေးနားထောင်ပါကျေးဇူးပြု၍နန္တေပညာတစိတ်89ပါးရှိ၏ဒါသိပြီးသားနော်စိတ်89ပါးရှိတယ်လို့ပြောပေမဲ့လေတကယ်တမ်းကျတော့စိတ်ဆိုတာအာယုံကိုသိချင်းသဘောဆိုတဲ့လက္ခဏာတစ်ပါးတည်းပဲရှိတယ်ဒါကြောင့်စိတ်အားလုံးကိုတစ်ပါးတည်းပဲလို့ယူလိုက်မယ်တဲ့စေတသိက်ကတော့52ပါးရှိတယ်အဲ့ဒီစေတသိက်52ပါးမှာဖတ်တအာယုံကိုတွေ့ထိခြင်းဝေဒနာအာယုံကိုခံစားခြင်းတင်ညာအာယုံကိုမှတ်သားခြင်းဒီလိုမျိုးတွေသူ့လက္ခဏာနဲ့သူရှိတယ်အဲ့ဒါကြောင့်ရပါတယ်ကလေးထားပါဘေးနားမှာပဲထားပါဘာမှဖြစ်ပါဘူးနောက်ချက်မဖြစ်ပါဘူးအဲ့တော့စေတသိက်တွေကပညာဆိုရင်လည်းပညာရဲ့လက္ခဏာသူကပေါင်းဆက်ဖို့မလိုဘူးပေါ့နော်ပေါင်းဆက်လို့လည်းမရဘူးစေတနာနဲ့တင်ညာနဲ့ကသဘောချင်းတူပါတယ်ဆိုရင်စိတ်လိုမျိုးပေါင်းဆက်လိုက်လို့မရဘူးစေတနာဟာစိတ်စောတိုက်တွန်းတဲ့သဘောရှိတယ်တင်ညာဟာမှတ်သားတဲ့သဘောရှိတယ်
ဝေဒနာဆိုရင်ခံစားတဲ့သဘောရှိတယ်ဖတ်တာဆိုရင်တွေ့ထိတဲ့သဘောရှိတယ်စသည်ဖြင့်52ပါးစလုံးဟာကိုယ်ပိုင်လက္ခဏာနဲ့ကိုစီရှိကြတယ်ဒါကြောင့်စိတ်လိုမျိုးအာယုံကိုတိတတ်ခြင်းဆိုတဲ့တစ်မျိုးတည်းမဟုတ်စိတ်ကတော့89ပဲဆို121ပဲဆိုအာယုံကိုတိတတ်ခြင်းဆိုတဲ့တစ်မျိုးတည်းပဲရှိတယ်စေတသိက်ဟာအဲ့လိုတစ်မျိုးတည်းမဟုတ်တဲ့အတွက်စေတသိက်52ကတော့ရှော့လို့မရဘူးပေါ့နော်ပေါင်းလို့လည်းမရဘူးဒါကြောင့်စေတသိက်ကို52ပဲယူမယ်52ပါးရှိတာကို52ပါးစလုံးယူမယ်စိတ်89 121ကိုတော့အာယုံကိုတိခြင်းဆိုတဲ့လက္ခဏာတစ်ခုတည်းကိုကောက်ပြီးတော့အဲ့ဒီဟိုတပါးပဲယူတယ်ပေါ့ဒါဆို52နဲ့1နဲ့ပေါင်းလိုက်ရင်53ရှိတယ်အဲ့ဒီ53ပါးဟာဘာတွေလဲဆိုရင်ပရမတ္ထတရားထဲမှာရုပ်နာမ်နိဗ္ဗာန်ရှိတဲ့ထဲမှာသူကနာမ်ပဲရုပ်မဟုတ်ဘူးဒါကြောင့်နာမ်53ပါပေါ့နော်နံတရားပေါင်း53ပါအဲ့အောင်ပါဠိလိုနံတေပညာတာလို့ပြောလိုက်တေပညာတာဆိုတာ50နဲ့မှ3ပါအဓိပ္ပာယ်ကဒါပဲတေပညာတာဒါဆိုနံတရား53ပါသဘောပေါက်ပါနော်နောက်တစ်ခုကပကိဏကရောပြန်ဒါလည်းသိထားပြီးသားပကိန်းပိုင်းစိတ်စေတသိက်ဆိုတဲ့နံတေပညာတာအဲ့ဒီနံတရား53ပါးတို့ကိုဝေဒနာသင်္ကဟစသည်ဖြင့်သင်္ကဟ6ခုနဲ့ရည်တွက်လို့အဲ့ဒီလိုသင်္ကဟ6ခုနဲ့စိတ်စေတသိက်တို့ကိုသင်္ကဟကြီး6သင်္ကဟနဲ့ရည်တွက်ပြီးတော့လေ့လာတဲ့အပိုင်းကိုပဲပကိန်းပိုင်းလို့ခေါ်တယ်ဒါပကိန်းပိုင်းရဲ့အဓိပ္ပာယ်အဲ့တော့သူပြောထားတဲ့သင်္ကဟကြီး6သင်္ကဟကိုကြည့်မယ်ဆိုရင်နံပါတ်1ဝေဒနာသင်္ကဟဟေတုသင်္ကဟကိစ္စဒွါရအာရမဏဝတ္ထုဟုတ်တယ်နော်ကဲအဲ့ဆိုရင်အဲ့ဒီ6ခုလေးကိုညီလေးတစ်ခေါက်လောက်ဆိုကြည့်ပါဦးသင်္ကဟ6ဝေဒနာသင်္ကဟဟေတုသင်္ကဟကိစ္စသင်္ကဟဒွါရသင်္ကဟအာရမဏသင်္ကဟဝတ္ထုသင်္ကဟဟုတ်ပြီ68ကိုပြောင်းလိုက်တော့နံပါတ်1ဝေဒနာသင်္ကဟတဲ့ဝေဒနာအပြားအပြင်စိတ်စေတသိက်တို့ကိုပေါင်းယူရာဖြစ်သောသင်္ကဟသည်ဝေဒနာသင်္ကဟမြည်၏ဝေဒနာဆိုတာအာယုံကိုခံစားတတ်သောသဘောဝေဒနာဆိုတာစိတ်လားစေတသိက်လားဆိုရင်စေတသိက်ဒီနားမှာတခါတည်းလဲသူ့ဟာသူလဲထည့်ထားပြီးတယ်နော်အဲ့တော့ဝေဒနာကိုလေ့လာမယ်ဆိုရင်နီးနဲ့လေ့လာရမယ်အိန္ဒြိယဗေဒနီးစိတ်စေတသိက်တို့ကိုအိန္ဒြေအပြားအပြင်ကိုယ်စိတ်နှစ်ပါးခွဲခြားကအာယုံခံစားမှုဝေဒနာပြားသောနီးစာလုံးကြီးကသိခန့်လွန်းနေတယ်ဆိုလို့ချင်းစိတ်စေတသိက်တို့ကိုအစိုးတရားပေါ့ဒါမှမဟုတ်လေဒီကိုယ်စိတ်နှစ်ပါးခွဲပြီးတော့မှလေ့လာရတဲ့နီးလို့အဲ့လိုလေးမှတ်လိုက်ကိုယ်စိတ်နှစ်ပါးခွဲတယ်နောက်တစ်ခုအာရမဏနုဘဝနာနီးကြတော့စိတ်စေတသိက်တွေကိုအာယုံအလိုက်အာရမဏလို့ပြောတဲ့အတွက်အာယုံအလိုက်ပဲသူကခွဲခြားမယ်ပေါ့အာယုံလိုက်ပဲခွဲခြားမယ်ဆိုလို့ချင်းကိုယ်နဲ့စိတ်နဲ့မခွဲတော့နော်ကိုယ်စိတ်နှစ်ပါးကိုမခွဲတော့အာယုံဟာကောင်းတယ်ဆိုရင်သူဟာအိဋ္ဌယူလိုက်မယ်အာယုံမကောင်းဆိုရင်နိဋ္ဌယူလိုက်မယ်အာယုံကကောင်းတယ်ဆိုရင်ဒုက္ခယူလိုက်မယ်အာယုံကမကောင်းဆိုရင်ဒုက္ခယူလိုက်မယ်အလေအလတ်ပဲဆိုလို့ရှိရင်လေသူကအဲ့ဒီဟိုမစ္ဆတတာလားအိဋ္ဌမစ္ဆတတာနော်အာယုံဟာတန်မာမဲဆိုရင်အိဋ္ဌမစ္ဆတတာအဲ့ဒီတိုင်းယူလိုက်မယ်ဆိုလို့ချင်းဒီနှစ်နည်းမှာလိုရင်းကအာယုံကိုပဲအဓိကကောက်ယူတာဟာဒုက္ခဒုက္ခနဲ့အဲ့ဒီတတ္တရမစ္တတ္တရတဲ့အိဋ္ဌမစ္ဆတတာနဲ့ဒီသုံးခုပဲယူတယ်နောက်တစ်ခုကိုယ်စိတ်နှစ်ပါးအစိုးရတာအစိုးမရတာနဲ့ခွဲလိုက်ရင်တော့သောမနတနဲ့ဒေါမနတပို့သွားမှာပေါ့ဟုတ်လားဒုက္ခရဲ့ဒုက္ခရဲ့အိဋ္ဌမစ္ဆတတာရဲ့ဆိုရင်ဒီသုံးခုကတစ်မျိုးဒုက္ခဆိုရင်ကောင်းတဲ့ခံစားမှုဒုက္ခဆိုရင်မကောင်းတဲ့ခံစားမှုအိဋ္ဌမစ္ဆတတာကအလယ်အလတ်ခံစားမှုเนาะဒါရိုးရိုးပဲအာယုံကိုပဲအကဲဖြတ်လိုက်တယ်ဟုတ်ပြီလားနောက်တစ်ခုအဲ့လိုအာယုံကိုပဲအကဲမဖြတ်ဖဲနဲ့ကိုယ်စိတ်နှစ်ပါးကောင်းတယ်ဆိုတာကိုယ်ခန္ဓာကိုယ်မှာကောင်းတာလည်းရှိတယ်စိတ်မှာကောင်းတာလည်းရှိတယ်ဒါကြောင့်ခန္ဓာကိုယ်မှာကောင်းတာဆိုရင်ဒုက္ခလို့ယူပြီးစိတ်မှာကောင်းတာကြတော့သောမနတလို့ယူလိုက်တာပေါ့ခန္ဓာကိုယ်မှာမကောင်းတာကိုဒုက္ခလို့ယူလိုက်တယ်စိတ်မှာမကောင်းတာဆိုရင်ဒေါမနတလို့ယူလိုက်တယ်ဟိုလိုအိဋ္ဌမစ္ဆတတာနေရာမှာကြတော့
ဥပိ္ပခာလို့ပြောင်းယူလိုက်တယ်နာမည်ပဲပြောင်းသွားတာပါသူဥပိ္ပခာနဲ့အိဋ္ဌမေဇတတာအတိတ်ပဲကျတော့သူကထူးပြီးတော့မှပြောင်းလဲသွားတာမရှိဘူးအရာကောက်မှလည်းပြောင်းလဲသွားတာမရှိဘူး55ပါးဟာ55ပါးချင်းတူတယ်အဲ့တော့ပထမဆုံးသူဒီမှာကာကြီးဆိုပြီးတော့ပြထားတာကအိန္ဒြိယဗေဒနဲ့ပြထားတာနော်အိန္ဒြိယဆိုတော့အစိုးတရားရှိတယ်အစိုးတရားရှိတယ်လို့ပြောချင်တဲ့အတွက်ကိုယ်လည်းပါမယ်စိတ်လည်းပါမယ်ကိုယ်ရောစိတ်ရောပါမယ်ဆိုလို့ရှိရင်ဒုက္ခရှိမယ်ဒုက္ခရှိမယ်သောမနတရှိမယ်ဒေါမနတရှိမယ်ဥပိ္ပခာရှိမယ်အဲ့ဒီမှာ तू ကနောက်ကအိန္ဒြေလို့ပေါင်းကျင်တဲ့အတွက်ဒုက္ခအိန္ဒြေအဲ့လို तू အပြည့်အရင်ဆိုကြည့်မယ်ဒုက္ခအိန္ဒြေဒုက္ခအိန္ဒြေဒေါမနတအိန္ဒြေဒေါမနတအိန္ဒြေဥပိ္ပခာအိန္ဒြေဟုတ်ပြီအဲ့လိုအပြည့်လေးတစ်ခေါက်လောက်ဆိုကြည့်လိုက်ဒုက္ခအိန္ဒြေဒုက္ခအိန္ဒြေဒေါမနတအိန္ဒြေဒေါမနတအိန္ဒြေဥပိ္ပခာအိန္ဒြေသူရဲ့အဓိပ္ပာယ်တွေကျော်ဒုက္ခဝေဒနာကိုရှမ်းသာသောခံစားမှုအလဲကောင်းမှာနော်ဝေဒနာအပြားမှာဒုက္ခဝေဒနာကိုဆင်းရဲတယ်သောမနတစိတ်ရှမ်းသာတယ်ဒေါမနတစိတ်ဆင်းရဲတယ်ဥပိ္ပခာစိတ်အသင့်အတင့်ပဲတွေ့ရနော်ဟုတ်ပြီဒီလိုဆိုရင်အဲ့ဒီမှာဒုက္ခနဲ့အိန္ဒြေကိုပေါင်းလိုက်တော့ဒုက္ခအိန္ဒြေဆိုတော့အဲ့ဒီအိမ်ဆိုတဲ့ဟာလေးကိုအရှိကိုပို့လိုက်မယ်ဆိုရင်ဒုက္ခိန္ဒြေဒုက္ခိန္ဒြေသောမနသိန္ဒြေဒေါမနသိန္ဒြေဥပိ္ပခိန္ဒြေပေါင်းလိုက်ရင်အိန္ဒြေ၅ပါးဟုတ်လားအိန္ဒြိယဗေဒနဲ့ဆိုရင်ဝေဒနာအိန္ဒြေဟာ၅ပါးဒါဝေဒနာအိန္ဒြေပေါ့ဒါဟိုသမုတ်စီးပိုင်းမှာပြန်လေ့လာရတယ်အိန္ဒြေအားလုံး22ပါးရှိတယ်အဲ့ဒီအိန္ဒြေ22ပါးမှာသူတို့တွေကျုံးဝင်သွားတယ်ဒီလိုဆိုလို့ချင်းစိတ်ပိုင်းမှာတို့ပြန်ကြည့်လိုက်မယ်စိတ်ပိုင်းကိုတစ်ချက်လေးအာရုံပြုလိုက်ဇွဲနေတစ်စကားတော့မပြောနဲ့ဒီဘက်မှာကောင်းကောင်းလေးလာနေစိတ်ပိုင်းမှာတစ်ချက်အာရုံပြုကြည့်လိုက်ဒုက္ခဆိုတဲ့နေရာဟာအာဟိကုသလဝိဘတ်ပြင်စဝိညာဉ်ထဲမှာပါတယ်နော်ကာယဝိညာဉ်ဒုက္ခတဟာကိုကာယဝိညာဉ်စိတ်အဲ့ဒါကဒုက္ခဝေဒနာပေါ့နော်ဒုက္ခဝေဒနာဒါဆိုရင် तू ဟာဥပိ္ပခာတဟာကိုကာယဝိညာဉ်မဟုတ်ဘူး sorry ဒုက္ခတဟာကိုကာယဝိညာဉ်ဒုက္ခတဟာကိုလို့ပြောလိုက်တော့အဲ့ဒီတနေရာမှာပဲတွေ့တယ်ဒုက္ခတဟာကိုကာယဝိညာဉ်စိတ်တစ်ပါးဘယ်မှာတွေ့ခဲ့လဲဆိုရင်အာဟိကုသလဝိဘတ်ကာယဝိညာဉ်အာဟိကုသလဝိဘတ်ကာယဝိညာဉ်ဒုက္ခတဟာကုတ်ဆိုတာကလည်းတနေရာပဲရှိတယ်အကုသလဝိဘတ်ကာယဝိညာဉ်အဲ့ဒီမှာဒုက္ခတဟာကုတ်ကိုဆင်းရဲတယ်ဆိုပြီးတော့မှတစ်ခုရှိတယ်သောမနတတွေကတော့62ပါးလို့ဒီအနောက်မှာသူရေးပေးထားပေးတယ်62ပါးကိုတို့ရှာကြည့်လိုက်မယ်ဆိုလို့ချင်းအကုသိုလ်ထဲမှာ4ပါးအဟိတ်ထဲမှာ2ပါးဟိုမဟာထဲမှာ12ပါးကာမတောပနထဲမှာ12ပါး12ပါးဟိုဘက်ကဟိုင်းနဲ့ပေါင်းလိုက်ရင်17ပါးရမယ်နော်17ပါးရဟုတ်လားအကု4အဟိတ်2ကာမတောပန17ပါးရမယ်နောက်ပြီးလို့ချင်းရူပထဲမှာ12အရူပထဲမှာမရှိ12နဲ့ဒီဘက်က16နဲ့ပေါင်းရင်30အဲ့ဒါလောကီသောမနတမဟုတ်လားလောကီသောမနတ30ပြီးလို့ရှိရင်လောကုတ္တရာမှာ30နဲ့မှာ2ပါးအဲ့ဒါတွေမှတ်မိနေကြသေးလား32ပါးပေါင်းလိုက်ရင်62ပါးဒါသောမနတတဟာကုတ်စိတ်62ပါးဒါကြောင့်သူဒီပကိန်းပိုင်းမှာဝေဒနာအနေနဲ့ပေါင်းလိုက်ရင်စိတ်89 121ထဲမှာသောမနတစိတ်အကျယ်နဲ့ပဲပြောမယ်ဆိုရင်ဒီသောမနတတဟာကုတ်က62ပါးပဲရှိတယ်ဒါကြောင့်ဒီပကိန်းပိုင်းမှာဝေဒနာနဲ့ကြည့်တဲ့အတွက်ဒုက္ခ1ဒုက္ခ1သောမနတ62ဒါအမှန်တော့ဝေဒနာပေတာပါပဲနော်တခြားဟာမဟုတ်ပါဝေဒနာပေတာပါကြည့်ရမလားသောမနတ62ပါးရှိတယ်ဒီလိုပဲမှတ်လိုက်နော်မမိတဲ့သူကမမိတယ်မမှတ်မိတဲ့သူကအဲ့ဒီသောမနတ62ပါးကတော့အလွတ်မရတော့တွေ့အောင်ရှာရမယ်လေးတို့အစ်စ်တွေကလေရှာဘူးလားဘယ်ရှာဘူးပါမလဲနော် तू ကဟိုသွားနီးစနစ်မှမသိတာဘူးဘာလို့ဆိုဗေဒတွေတဗေဒမှမသိဘူးလေတဗေဒမှမသိအောင်ဆိုအဲ့တော့အစ်စ်တွေအနေနဲ့ဒီသောမနတ
ဝေဒနာ62ပါးတော့ရှာကြည့်လိုက်ကိုအိမ်ရောက်မှရှာတော့နော်အိမ်ရောက်မှသူဘယ်မှမပြေဘူးဘယ်မှရှာရတယ်အဲ့တော့ရှာကြည့်လိုက်ရင်ဆရာပြောပြမယ်အာကုသိုလ်စိတ်ထဲမှာသောမနတဘယ်လောက်ရှိသလဲ၄ပါးတွေ့လိမ့်မယ်အာယစိတ်18ပါးထဲမှာသောမနတတဟာကုတ်ဆိုတာဘယ်နှပါးလဲဆိုရင်2ပါးတွေ့လိမ့်မယ်ကာမသောမနစိတ်24ပါးရှိတဲ့ထဲမှာသောမနတစနစ်ဥပိ္ပခာစနစ်အဲ့လိုတွေ့လိမ့်မယ်အဲသောမနတကြီးလိုက်စုရမလွယ်ဘူးကွာအဲ့လိုကြတော့မတင်ပေးဘဲနဲ့မရအောင်မဟက်ကုတ်မှာတိုင်းပတ်သွားလိမ့်မယ်နော်မရှာနဲ့ကွာနေပါစေတော့ဟုတ်လားရှာနေပင်ပန်းနေနော်နောက်တဖြည်းဖြည်းချင်းနဲ့သဘောပေါက်သွားပါတယ်တကယ်လို့တင်တန်းစောလာတဲ့ကြိုက်ဆရာမလာခင်ဆိုလို့ရှိရင်သူတို့ဗေဒလေးတင်ပေးလိုက်နော်ဗေဒလေးအဲထွန်းကြော်တရက်တင်လိုက်အငင်းရတရက်တင်လိုက်ငုဝတရက်တင်လိုက်နီလွင်တရက်အဲ့မျိုးစာရတဲ့လူတွေကတင်လိုက်တေချာလေးစာမရတဲ့လူကလည်းကြည်တင်လို့ရတယ်ကိုယ့်အကိုပြန်နှွေးပြီးသွားဖြစ်သွားတယ်နီလာတရက်မောဝတရက်အဲ့မျိုးဆိုရင်သူတို့လည်းရသွားတယ်သူတို့ကိုယ်တိုင်လည်းပြန်နှွေးပြီးသားဖြစ်သွားတယ်ကောင်းတယ်အဲ့ဆိုဆရာနိုင်ဘွဲလောက်နောက်ကြလို့ခိုးလို့ရသွားပါနော်အန်ဒီမောကလည်းစိမ့်စိမ့်ကြည့်နေတဲ့ဆရာချီကနေရထိုင်ရတာဘလို့အစင်မပြေတော့ဘူးအဲ့လိုမကြည့်ဘူးနည်းနည်းပြအဲ့လိုလေးပြုံးကြည့်စီရေးပြီးပြီ သူမကျေနပ်ဘူးဖြစ်နေတာဆရာအဲ့သိတယ်ဒေါစတုံနဲ့ရောတုံမလို့သူချောင်းကဲအဲ့ဆိုရင်ဒေါမနတ60နဲ့နောက်ဒေါမနတတော့2ပါးဒေါမနတတော့အတိတ်တွေလည်းခြာတတ်ပါတယ်ဒေါသမှုစိတ်2ပါးမှာပဲရှိရလေဒေါမနတတဟာကုတ်ပဋိကတံပယုတ်အတပါတတပါဟုတ်လားနှစ်ခုသလုံးကဒေါမနတတွေကြီးပဲအဲ့တော့ဒေါမနတဟာ2ပါးရှိတယ်နောက်ပြီးဥပိ္ပခာပေါင်း55ပါးရှိတယ်ဥပိ္ပခာပေါင်းဘယ်လောက်ရှိလဲ55ပါးတို့ခတ်သက်လေးအဟောင်းနေနဲ့လုပ်ကြည့်လိုက်အောင်အကုသိုလ်ထဲမှာဥပိ္ပခာပေါင်း6ပါးအကုသိုလ်ထဲမှာဥပိ္ပခာပေါင်း6ပါးအဟိတ်ထဲမှာ14ပါးလောက်ထပ်မှာအဟိတ်ထဲမှာ14ပါးအသောဘနမှာ20ပါးအသောဘနပါဆိုမှ20ပါး14နဲ့6နဲ့လေ14နဲ့6နဲ့ပေါင်းထားတာအဲ့တော့20လေဥပိ္ပ20မတင်တယ်ဆရာတို့အဲ့လိုလှုပ်ထားပြီလားဥပိ္ပက20ကမတင်တယ်ဘူးတဲ့အဲ့ဒါအသောဘနဆိုမတင်တယ်တဲ့စိတ်ဥပိ္ပ20မတင်တယ်အကုသိုလ်ထဲမှာ6ညမြင်ပြီလားမြင်ပြီဟုတ်ပြီမြင်ပြပြအကုသိုလ်ထဲမှာ6အဲ့ထဲမှာ14ဥပိ္ပခာဟုတ်ပါဘူးအသောဘနက20ဖြစ်သွားတယ်ကာမသောဘနမှာ12အဲ့ဆိုရင်ကာမဥပိ32အာရှိဖို့ကောကာမဥပိ32လောကီမရှာတော့နဲ့ဥစ္စာပဲရှာရူပထဲမှာ3အရူပထဲမှာ12ပေါင်းလိုက်ရင်မဂ္ဂဥပိ္ပခ15နဲ့ဒီဘက်က30နဲ့32နဲ့လာပေါင်း40နဲ့ခွန်လောကီဥပိ္ပခ40ခွန်ဟုတ်လားလောကီဥပိ္ပခ40ခွန်နဲ့ဟိုဘက်က7ပါးနဲ့ပေါင်း55ဖြည့်ထွက်သွားပြီနော်ဘယ်ဘက်က7ပါးပေါင်းလိုက်တော့ဟိုဘက်ကအကျဉ်းနဲ့ယူရင်ကော7ပါးစလုံးယူရမှာလေမယူမယ်ဆိုရင်ပြောတာ7ပါးစလုံးယူရမှာတောဥအယောလေယူရှင်နာနဲ့ယူလို့ရတယ်အဲ့ဒါမေ့သွားရယူရှင်နာနဲ့ယူလို့ရတယ်နော်မေ့သွားပါပြီလောကုတ်ကအကျယ်ရယူအကျဉ်းနဲ့ယူခြင်းလဲ8ပဲဘာလို့7ပါးစလုံးတောယူရင်လဲ7ပါးစလုံးဥယူရင်လဲ7ပါးစလုံးတောနဲ့ဥနဲ့တဝက်စီယူလို့မရဟုတ်ပြီလားအဲ့ဆိုရင်55ပါဥပိ္ပခတဟာကုတ်က55ပါကဲဒါဆိုရင်ဒီဇယားကိုကြည့်မယ်ဆိုရင်ဒုက္ခ1ဒုက္ခ1ဒေါမနတ60နဲ့ဒေါမနတ2ဥပိ္ပခ55ဒါဆိုလို့ချင်းအိန္ဒြိယဗေဒနီးရပြီးသွားပြီပေါ့နော်ပြီးသွားပြီနော်ဟုတ်ပြီကလေးတို့ကဝီထီပိုင်းကြမှာသေချာလိုက်တိလားမကြတော့ဝီထီပိုင်းနော်အဲ့ဆိုလို့ချင်းဟိုစိတ်ပိုင်းနေရတာနဲ့ကိုရတယ်လေစိတ်ပိုင်းလေး view site လောက်တာအိမ်ရောက်ရင်လည်းမကြည့်ပါနဲ့ကြည့်နေလို့ချင်းဆရာစကားနားမထောင်ဖြစ်နေအောင်မယ်မကြည့်နဲ့လို့ဆရာမှာထားနော်နားမထောင်ချင်ကြည့်ပေါ့အဲ့လိုခါကျမှလိုက်ပြီးတော့လဲသေချာလေးကြကြနာနာလိုက်နားထောင်နေအောင်မယ်နော်မြေဝယ်မကြဆိုပြီးတော့မှကဲနောက်တစ်ခု69အာရမဏနုဘဝနာလက္ခဏာဗေဒနီဆရာတော့အလွယ်ပဲအာရမဏနုဘဝနာနီလို့ပဲခေါ်တယ်အဲ့ဒီမှာကြောတော့3ခုတည်း3ခုတည်းဟိုမှာဒီဘက်အိန္ဒြိယဗေဒမှာပြန်ကြည့်လိုက်ရင်သောမနတရဲ့ဒေါမနတရဲ့ကိုဒုက္ခနဲ့ဒုက္ခနဲ့ပေါင်းလိုက်မယ်
နော်ရှမ်းသာတာမှာစိတ်ရှမ်းသာတာရှိတယ်ကိုရှမ်းသာတာရှိတယ်အဲ့တော့စိတ်ရှမ်းသာတာက62ပါးကိုရှမ်းသာတာက1ပါးပေါင်းလိုက်လို့ချင်းဒုက္ခဝေဒနာဆိုပြီးတော့63ပါးကိုဆင်းရဲတာက2ပါးစိတ်ဆင်းရဲကိုဆင်းရဲတာ1ပါးစိတ်ဆင်းရဲတာက2ပါးအဲ့ဒါကိုတစ်ခုတည်းပဲပေါင်းမယ်ဆိုရင်ဒုက္ခဝေဒနာ3ပါးဟုတ်လားဒုက္ခဝေဒနာ3ပါးဒုက္ခဝေဒနာ3ပါးပြီးလို့ရှိရင်အိဋ္ဌမစ္ဆတတာခုန55ပါးပါပဲဟုတ်တယ်နော်ဒီမှာ63နဲ့3နဲ့ဖြစ်သွားတာဟိုဘက်ကဟာကိုနှစ်ခုချမ်းသာတာချင်းအတူတူပေါင်းလိုက်တာပဲရှိရလေအဲ့တော့အိန္ဒြေနဲ့ရေရတာလေးကိုဘုဒ္ဓတခါတည်းနဲ့ကြည့်ခဲ့လိုက်အိန္ဒြေအပြားမှာအိဋ္ဌာယုံဆိုတာအလိုရှိအပ်ကောင်းမြတ်သောအာယုံဒါတော့ရမှာဖြစ်မယ်နော်ဝီထီပိုင်းမှာသူအဓိက main point ပဲအိဋ္ဌာယုံနှိဋ္ဌာယုံခွဲရပြီအဲ့ကြိုင်အိဋ္ဌာယုံဆိုတာအလိုရှိအပ်ကောင်းမြတ်သောအာယုံအလိုရှိရသောအာယုံပေါ့နော်အလိုရှိရသောအာယုံအနိဋ္ဌာယုံကအလိုမရှိအပ်တဲ့အာယုံအိဋ္ဌမစ္ဆတတာအလေအတတ်အလိုမရှိအပ်သောအာယုံဒါအာယုံနေနဲ့ခွဲတယ်ဟုတ်ပြီနော်ကြက်တာဆိုရင်ဝေဒနာသင်္ကဟပြီးပြီပေါ့အဲ့တော့ပဲသွားရင်ရတယ်မလားပြန်နှွေးယုံမယ်လေနော်ပြန်နှွေးယုံမယ်နောက်တစ်ခုကဟေတုသင်္ကဟဟေတုဆိုတာဟိတ်ဆိုတော့ခိုင်မြဲတယ်ခိုင်မြဲခြင်းမခိုင်မြဲခြင်းတွေလည်းရှာမယ်ပေါ့အဓိကတော့ဟိတ်ဆိုရင်ခိုင်မြဲသွားပြီအဟိတ်ဆိုရင်မခိုင်မြဲအဲ့ဒါကိုအရင်သိလိုက်အဲ့တော့ဟိတ်အပြားအပြင်စိတ်စေတသိက်တို့ကိုပေါင်းယူရဖြစ်သောသင်္ကဟသည်ဟေတုသင်္ကဟမြည်၏ဟိတ်ဆိုတာဟေတုတဲ့ခိုင်မြဲခြင်းအမြင့်ရှိခြင်းသဘောဟေတုပစ္စယောလို့ပြောလိုက်ရင်ဒါပဲပဋ္ဌာန်းနော်ဟေတုပစ္စယောလို့ပြောလိုက်ရင်အဲ့ဒီဟေတုပစ္စည်းထိုက်တဲ့ဟာတွေကခိုင်မြဲတယ်တဲ့အမြင့်ရှိတယ်တဲ့အဲ့ဒီလိုခိုင်မြဲတဲ့တရားအမြင့်ရှိတဲ့တရားဘယ်နှပါးရှိတယ်လဲဆိုရင်6ပါးရှိတယ်လောဘဒေါသမောဟသူရဲ့စန့်ကျင်ဘက်အလောဘအဒေါသအမောဟအကုသိုလ်ဘက်က3ခုမကောင်းတဲ့ဘက်က3ခုကောင်းတဲ့ဘက်က3ခုပေါင်းလိုက်ရင်ဟိတ်ပေါင်း6ခုအဲ့ဒီဟိတ်6ခုကိုသူကဟိတ်ဆိုတဲ့နာမည်လေးထည့်လိုက်မယ်ဆိုရင်လောဘဟိတ်ဒေါသဟိတ်မောဟဟိတ်အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ပေါင်းလိုက်ရင်ဟိတ်ပေါင်း6ပါအဲ့ဒီဟိတ်6ပါးကိုတဲ့သူကဒီမှာဟိတ်အမည်4မျိုးနဲ့လေ့လာမယ်ဟိတ်အမည်4မျိုးစင်မဖတ်တော့နဲ့ဆရာဘာသာရှိရပြောမယ်ဟိတ်နဲ့ဆက်၍စိတ်အမည်4မျိုးရလိမ့်မယ်တို့ဟိုဝေဒနာတွေတုန်းကဝေဒနာနဲ့ဆက်ရင်စိတ်အမည်5မျိုးရတယ်တန်ပြောကနဲ့ဆက်ရင်စိတ်အမည်4မျိုးရတယ်ဇာနာဗေဒနဲ့ဆက်ရင်5မျိုးရတယ်ဟုတ်လားဘူမိဗေဒနဲ့ဆက်ရင်4မျိုးဇာတိဗေဒနဲ့ဆက်ရင်4မျိုးဟုတ်ပြီအဲ့ဒီအတိုင်းပဲအခုဒီမှာဟိတ်နဲ့ဆက်မယ်ဟိတ်နဲ့ဆက်မယ်နော်ဟိတ်နဲ့ဆက်မယ်ဆိုရင်စိတ်အမည်4မျိုးရလိမ့်မယ်တဲ့အဲ့ဒါဘာလဲဆိုရင်အာဟိတ်စိတ်ဧကဟိတ်စိတ်ဒွိဟိတ်စိတ်တိဟိတ်စိတ်အာဟိတ်စိတ်ဒါအာဟိတ်စိတ်18ပါတော့တွေ့ခဲ့ပြီသားအာဟိတ်စိတ်ဆိုတာရှင်ဘတ်ဟိတ်တဘာမှမရှိလို့အာဟိတ်စိတ်လို့ခေါ်တယ်ဧကဟိတ်စိတ်ဧကဆိုတာတစ်ခုတည်းဧကဟိတ်ဆိုတော့ရှင်ဘတ်ဟိတ်ကတဘာပဲရှိတယ်ဒွိဟိတ်ဆိုတာကရှင်ဘတ်ဟိတ်2ပါးဒွိဟိတ်ဆိုတဲ့အတွက်ရှင်ဘတ်ဟိတ်က2ပါးရှိလိမ့်မယ်တိဟိတ်ဆိုရင်တော့ရှင်ဘတ်ဟိတ်က3ပါးစီရှိတယ်အဲ့တော့အဓိကကြည့်ရမှာဟိတ်6ပါးဆိုတာလေးကိုမမေ့ဖို့ပဲနော်ဟိတ်6ပါးလုံးတပြိုင်တည်းရှိနေတဲ့ဟိုဆထမဟိတ်ဆထဟိတ်ဆိုတာမျိုးမကြည့်နေဘူးဘာဖြစ်လို့လဲဆိုတော့ရောလို့မှမရတာမကောင်းတာနဲ့ကောင်းတာအလွန်ဆုံးဟာတိဟိတ်ပဲတိဟိတ်ဟာအလွန်ဆုံးပဲအဲ့နံပါတ်80မှာစာမျက်နှာပြောတာစိတ်89 120ပါးဒီဘက်တစ်ချမ်းမှာရှင်ဘတ်ဟိတ်ဒီဘက်တစ်ချမ်းမှာဟိတ်အမည်ဒါဆိုလို့ရှိရင်တကွက်ချင်းဒီနေ့ကတော့ဟိုဆရာတို့လေးလာခဲ့တဲ့အတိုင်းမသွားတော့စောက်ထက်အတိုင်းပဲသွားမယ်နော်စောက်ထက်အတိုင်းလေးသွားမယ်နံပါတ်1အာဟိတ်စိတ်က18ပါးရှိတယ်ဒါတော့ရှင်းသွားပြီတို့ကစိတ်ပိုင်းမှာလည်းလေးလာခဲ့ပြီဟုတ်လားအာဟိတ်စိတ်18ပါးရှိတယ်ရှင်ဘတ်ဟိတ်ရှိသလားဆိုတော့အာဟိတ်လို့ပြောတဲ့အတွက်သူကြက်ရှိခတ်တာတယ်ရှင်ဘတ်ဟိတ်မရှိဘူးတဲ့အဲ့ဒီရှင်ဘတ်ဟိတ်မရှိတဲ့စိတ်ဟာ18ပါးရှိတယ်နံပါတ်2မောဟစိတ်2ပါးမောဟမှုစိတ်2ပါးပေါ့နော်မောဟမှုစိတ်2ပါးဟာမောဟဟိတ်ရှင်နေ
မောဟဟိတ်ဆိုတဲ့တပါးတည်းပဲရှင်တပါးတည်းဆိုတဲ့အတွက်ဧကဟိတ်စိတ်ဒါဆိုရင်ဧကဟိတ်စိတ်ပေါင်းဘယ်လောက်ရှိလဲဆိုရင်နှစ်ပါးဘယ်နှစ်ပါးလဲမောဟမှုစိတ်နှစ်ပါးအဲ့ဒီဟိတ်တပါးတည်းပဲရှင်နေတဲ့မောဟမှုစိတ်မှာရှင်တဲ့အဲ့ဒီတပါးတည်းကဘာဟိတ်ဖြစ်မလဲ မောဟ မောဟဟိတ်ဟုတ်တယ်ဟုတ်လားမောဟဟိတ်တပါးတည်းပဲရှင်တယ်ဘာဖြစ်လို့လဲမောစတုတ်၄ပါးဟာအကုသိုလ်စိတ်12ပါးစလုံးမှာရှင်တယ်ကဲဆိုတော့အကုသိုလ်ဘက်ကတွက်မယ်ဆိုရင်လောတော်မောပဲရှိရလေလောဘစိတ်တသိက်ဟာလောဘမှုစိတ်8ဒေါသစိတ်တသိက်ဟာဒေါသမှုစိတ်2လောဒေါဟာမောဟထဲမှာမပါလာဘူးမပါလာတဲ့အတွက်သူတို့အဲ့ဒီဟိတ်ထိုက်တော်လဲလောဒေါကမောတဲ့ကိုမပါလာဘူးမပါလာတဲ့အတွက်မောဟသူ့ရဲ့ကိုယ်ပိုင်အဲ့ဒီကြမှာသူလွတ်လွတ်လပ်လပ်တွေ့ဝေလို့ရတာပေါ့မောဟမသိမှုတွေ့ဝေမှုမိုက်မဲမှုတွေဆိုတာဟာလောဘနဲ့ရှင်ကြိုက်မှာ तू ကဖုံးလွှမ်းယုံလောက်ပဲလုံနိုင်တယ်မဦးစီးနိုင်ဘူးဒေါသနဲ့ရှင်ကြိုက်မဦးစီးနိုင်ဘူးဖုံးလွှမ်းယုံလောက်ပဲမောဟသူ့ဟိတ်နဲ့သူ့ကြမ်းမှာ तू ဟာတွင်ကြဲပဲနဲ့တွေ့ဝေသွားနိုင်တယ်နော်နောက်ပြီးတော့ဥဒိစ္စဥဒိစ္စဆိုတာကလည်းတွေ့ဝေတယ်မောဟမှုစိတ်မှာလည်းဥဒိစ္စစိတ်ကြီးလည်းရှိသေးတယ်အဲ့ဒီကြောင့် तू ကပို့ပြီးတော့မှတွေ့ဝေနိုင်တာဗောအဲ့ဒီလိုမျိုးပြောတာလို့ဆိုရင်မောဟမှုစိတ်နှစ်ပါးဟာမောဟဟိတ်တပါးတည်းပဲရှင်တယ်မောဟဟိတ်တပါးတည်းပဲရှင်တဲ့အတွက်သူ့ကိုနာမည်ပေးပါဆိုရင်ဧကဟိတ်စိတ်ဒါဆိုရင်အဟိတ်စိတ်က18ပါးရှိတယ်ဧကဟိတ်စိတ်က2ပါးရှိတယ်နောက်တစ်ခုကပါတော့ဒွိဟိတ်နော်ဒွိဟိတ်စိတ်ဆိုတဲ့အတွက်အကုသိုလ်မှာဒွိဟိတ်စိတ်ရှားမယ်ဆိုရင်ရှိနေတာကလောဘဒေါသမောဟဒီ3ပါးဟာအကုသိုလ်ဟိတ်3ပါးအကုသိုလ်ဟိတ်3ပါးမှာလောဘမှုစိတ်10ပါးမှာဆိုရင်လောဘဟိတ်ပါမယ်မောဟဟိတ်ပါမယ်လောဘကသူ့ရဲ့လောဘမှုစိတ်မှုလို့ကိုလောဘဟိတ်ကြီးရှင်နေတယ်မောဟကအကုသိုလ်စိတ်12ပါးလုံးရှင်ပါတယ်ဒါစိတ်တစ်သိပ်ပိုင်းအကုသိုလ်စိတ်12ပါးစလုံးကိုရှင်ပါတယ်လို့ပြောတဲ့အတွက်မောဟဟိတ်ကတေချာပေါက်ရှိနေပြီဒေါသစိတ်တစ်သိပ်ဒီဒေါသမှုစိတ်2ပါးနဲ့သာရှင်ဤဆိုတော့သူဟာလောဘထဲမှာမရှင်ဘူးဒါဆိုရင်ရှိတဲ့လောဒေါမောမှာလောနဲ့မောပဲရှိမယ်လောဘမှုစိတ်10ပါးဟာနော်ဒါဆိုရင်လောဘမှုစိတ်10ပါးဟာဟိတ်2ပါးရှင်တယ်ဟိတ်2ပါးရှင်တဲ့အတွက်သူ့ကိုနာမည်ပေးပါဆိုရင်ဒွိဟိတ်စိတ်လောဘမှုစိတ်10ပါးဘာဟိတ်လဲဒွိဟိတ်စိတ်ဘယ်ဟိတ်တွေလဲလောဘဟိတ်မောဟဟိတ်ဒေါမပေါ့ခဏမျိုးသိပ်ထားပြီခဏနေလာလိမ့်မယ်နော်ဒါဆိုရင်လောဘမှုစိတ်10ပါးဟာဟိတ်အားဖြင့်ဆိုရင်လောဘဟိတ်မောဟဟိတ်ဒါဆိုရင်နာမည်ပေးမယ်ဆိုရင်ဒွိဟိတ်ဒီဟာကိုကောင်းကောင်းနားလဲသလားနားလဲပြီဟုတ်ပြီအဲ့ဒါအဟောင်းတွေလည်းမဟုတ်ပါဘူးအစ်စ်တွေလည်းစူးစမ်းလိုက်ရင်တော့နည်းနည်းတော့ရိပ်မိတယ်သိလားနည်းနည်းတော့ရိပ်မိတယ်ကဲဒါဆိုရင်ဒေါသမှုစိတ်2ပါးကိုကြည့်လိုက်မယ်ဒေါသမှုစိတ်2ပါးဆိုပြောလိုက်ရင်ဒေါသဟိတ်ကြီးပါလိုက်မယ်သူ့နာမည်နဲ့သူလောဘဟိတ်မပါတော့မောဟကတော့အကုသိုလ်စိတ်12ပါးစလုံးကရှင်ပါတယ်လို့ပြောတဲ့အတွက်မောဟဟိတ်ကြီးပါလိုက်မယ်ဒါဆိုရင်ဒေါသဟိတ်ရှိမယ်မောဟဟိတ်ရှိမယ်အကုသိုလ်ဟိတ်လို့ပြောလိုက်တာ ਨੇ ဘိုင်းသိမောဟပါသွားပြီဟုတ်လားအဲ့တော့သူ့မူရင်းစိတ်ကဒေါသမှုဒေါသကလည်းဟိတ်မထိုက်ဘူးလားထိုက်တယ်လောဒေါမော3ခုလုံးဟိတ်ထိုက်တယ်လေဒါဆိုရင်ဒေါသဟိတ်ရဲ့မောဟဟိတ်ရဲ့အမည်အသစ်ပေးမယ်ဆိုရင်ဒွိဟိတ်ဒါဆိုရင်လောဘမှုကဒွိဟိတ်ဒေါသမှုလည်းဒွိဟိတ်ချင်းတူတော်လည်းပဲဟိတ်အမည်ချင်းတွေမတူကြဘူးနော်နားလဲလားဟုတ်ပြီမောဟမှုစိတ်2ပါးခုနကြည့်ပြီးသွားပြီနော်ဧကဟိတ်ဒါဆိုရင်အကုသိုလ်စိတ်12ပါးကိုဟိတ်နဲ့ဝေဖန်ပါဆိုရင်ဧကဟိတ်စိတ်က2ပါးဒွိဟိတ်စိတ်က10ပါးဒီလိုလေးမြင်ဝင်တစ်ပေါ့ဒီလိုလေးပြန်မြင်ရတာပေါ့နော်တစ်ခုချင်းသွားလိုက်ပြီဒါအကုသိုလ်7ကုန်သွားပြီအာဟိတ်စိတ်18ပါးဆိုမှတော့သူ့နာမည်နဲ့သူပဲသူဟာအာဟိတ်စိတ်တွေကြီးပဲဧကဟိတ်စိတ်ပါမလားမပါပါဘူးဒွိဟိတ်မပါပါဘူးတိဟိတ်မပါပါဘူးနောက်ထပ်ဘယ်ကိုသွားရမလဲကာမသောမနာစိတ်24ကာမသော24ဆိုများတယ်မဟာကုသိုလ်စိတ်ကြည့်လိုက်မဟာကုသိုလ်စိတ်က10ပါးရှိတယ်မဟာကုသိုလ်ဒီမှာဆိုရင်လောဘဒေါသမောဟကိုရှားကြမလို့တော့ဘူးကုသိုလ်လို့ပြောတဲ့အတွက်အလောဘအဒေါသအမောဟဒီ3ခုရှာမယ်နော်လောဒေါမောဟညီမလေးပြုတ်ကြလာလို့လန့်သွားပဲငှက်ပြီးပြုတ်ကြပါလားလို့အလောဘအဒေါသအမောဟဒီ3ခုနဲ့ကြည့်မယ်ပေါ့လောဒေါမောကအကုသိုလ်ဘက်မှာပြီးသွားပြီနော်သူဟာဒီဘက်ကသောပနာတဲ့ကိုသူမလိုက်လာတော့အသောပနာ30ထဲမှာပဲလောဒေါမောကြံခဲ့လိုက်ပြီအဲဆိုရင်ဒီဘက်ကို
အသောပန30အထက်ကိုတက်လိုက်တာနဲ့တို့ကအလောအတော်အမော3ခုပဲကြည့်ရမယ်အလောအတော်အမော3ခုကြည့်မယ်ဆိုရင်အမောဟရဲ့တရကိုကောက်ထားလိုက်ပါဆိုရင်ပညာကိုနောက်တနည်းပြောမယ်ဆိုရင်ဉာဏ်မဟုတ်လို့ပါဉာဏ်နော်ပညာကိုနောက်တစ်မျိုးပြောမယ်ဆိုရင်ဉာဏ်ဆိုရင်တို့ကညာနာတံပယုတ်လို့ပြောလိုက်ရင်ဉာဏ်ရှင်တယ်ဟုတ်လားဒါဆိုရင်အဲ့ဒီညာနာတံပယုတ်ဆိုတာအမောဟဟိတ်လို့ယူရင်ရမရရပါတယ်ရလားရပါတယ်ကဲဒါဆိုရင်သောဗနာတာရဏစေတသိက်19ပါးထဲမှာအလောနဲ့အဒေါနဲ့ပါလားမပါသောဗနာတာရဏစေတသိက်19တတ္တာတတိထဲမှာတတ္တာတတိဟိရိဥဒ္ဒဘာအလောဘအဒေါသပါသွားတယ်ဟုတ်တယ်နော်ဒါဆိုရင်အလောအဒေါဟိတ်နှစ်ပါးဟာသောဗနာတာရဏစေတသိက်တွေဖြစ်တဲ့အတွက်သောဗနာစိတ်59 91အကုန်ရှင်းမယ်ရမလားရပါတယ်ရှင်အလောဘဟိတ်အဒေါသဟိတ်ဒီဟိတ်နှစ်ပါးဟာသောဗနာစိတ်59 91အားလုံးနဲ့ရှင်းမယ်ဆိုရင်ဒွိဟိတ်သေးကြတယ်နော်ဟုတ်လားအလောဘဟိတ်အဒေါသဟိတ်စိတ်တိုင်းမှာဖြစ်မယ်စိတ်တိုင်းမှာသူတို့နှစ်ပါးသေချာပြီးသားဆိုတော့ဒွိဟိတ်ကတော့သေချာသွားပြီတိဟိတ်3ခုရှင်ဖို့မရှင်ဖို့ဟာတို့ကညာနာတံပယုတ်ဟုတ်မဟုတ်ပဲကြည့်ရုံပဲနားလေလားနားလေပါညာနာတံပယုတ်ဟုတ်ရင်တိဟိတ်အလောအဒေါအမောညာနာဆိုတာကအမောဟလေဟုတ်လားဒါဆိုရင်ညာနာတံပယုတ်ပါရင်တိဟိတ်ညာနာဝိပယုတ်ပါရင်ဒွိဟိတ်ဝိပယုတ်ဆိုတဲ့အတွက်ဒွိဟိတ်ညာနာတံပယုတ်ဆိုရင်တိဟိတ်ဒါဆိုရင်ညာနာဝိပယုတ်စိတ်ဘယ်လောက်ရှိ12ပါသူရှိရ24ပါလေဟုတ်လားညာနာဝိပယုတ်24ညာနာတံပယုတ်24ဒီလိုဆိုရင်ဒွိဟိတ်24တိဟိတ်24ပေါ့ဟုတ်လားအော်ဒွိဟိတ်စနစ်ဒါလည်းကုန်ပေါင်းကုန်ဒွိဟိတ်စနစ်တိဟိတ်စနစ်ပေါ့နော်ဟုတ်လားဒွိဟိတ်စနစ်တိဟိတ်စနစ်ရှာလို့လည်းဘယ်လောက်ဖြစ်သွား48ပါလောက်ဖြစ်သွားနော်စနစ်နဲ့လေကူးကုန်ပြီတော့အမိလိုက်တယ်ကဲဆိုရင်ညာနာဝိပယုတ်စနစ်ညာနာတံပယုတ်စနစ်ညာနာဝိပယုတ်စနစ်ဟာဒွိဟိတ်စိတ်ညာနာတံပယုတ်စိတ်စနစ်ဟာတိဟိတ်စိတ်ဟုတ်မလားဟုတ်ပါဘူးမဟာကုသိုလ်တစ်ဖြတ်ပဲကြည့်ပါဆိုရင်ဒွိဟိတ်4ပါတိဟိတ်က4ပါအဲ့ဒီဒွိဟိတ်4ပါဘာဟိတ်လဲဆိုရင်အလောဘဟိတ်အဒေါသဟိတ်ဟုတ်လားဒွိဟိတ်4ပါဘာဟိတ်တွေလဲအလောဘဟိတ်အဒေါသဟိတ်ဟိတ်2ပါးနဲ့ပဲရှင်တယ်ညာနာဝိပယုတ်စိတ်4ပါဟုတ်လားဟိတ်2ပါးနဲ့သာရှင်တော့ညာနာဝိပယုတ်စိတ်4ပါဒါဟိတ်3ပါးနဲ့ရှင်တော့3ပါးစလုံးလို့ပြောရင်အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်အမောဟဟိတ်ရှင်တယ်လို့သိနိုင်တဲ့ဟာဘယ်နေရာလဲညာနာတံပယုတ်ဒါပဲအမောဟဟိတ်ပါလို့သိနိုင်တဲ့အရာကညာနာတံပယုတ်အမောဟဟိတ်မပါဘူးဒွိဟိတ်ပဲလို့သိနိုင်တဲ့အရာကညာနာဝိပယုတ်နားလေလားနားလေပါညာနာဝိပယုတ်ကအမောဟဟိတ်မပါဘူးညာနာတံပယုတ်ဆိုရင်အမောဟဟိတ်ပါတယ်ဒါဆိုရင်ညာနာဝိပယုတ်ဆိုရင်ဟိတ်ပေါင်းဘယ်လောက်ရှိမလဲဒွိဟိတ်ဟုတ်တယ်ညာနာဝိပယုတ်ဆိုရင်ဒွိဟိတ်ညာနာတံပယုတ်ဆိုရင်တိဟိတ်ဒါဆိုရင်မဟာဝိပမှာလည်းအဲ့ဒီအတိုင်းပဲမဟာကရိယာမှာလည်းဒီအတိုင်းပဲဒါဆိုရင်မဟာကုသိုလ်ထဲမှာဒွိဟိတ်စိတ်4ပါမဟာဝိပစိတ်ထဲမှာဒွိဟိတ်စိတ်4ပါမဟာကရိယာထဲမှာဒွိဟိတ်စိတ်4ပါပေါင်းလိုက်ရင်ဒွိဟိတ်စိတ်ပေါင်း12ပါခုနဟိုဘက်မှာဘယ်လောက်ရခဲ့တော့10ပါမရောက်ထင်တယ်ရတယ်လောဘ10ပါနဲ့ဒေါသ2ပါ10ပါ10ပါနဲ့ဒီဘက်မှာက12ပါပေါင်းလိုက်ဒွိဟိတ်ပေါင်း22ပါဒါကုန်သွားပြီဒွိဟိတ်ကုန်သွားပြီ22ပါဒါဆိုရင်တိဟိတ်အနေနဲ့ဒီမှာ12ပါကြံခဲ့လိမ့်မယ်အပေါ်ပိုင်းကအားလုံးတိဟိတ်တွေကြည့်ပဲမဟာကိုစိတ်29ပါစလုံးတိဟိတ်ဉာဏ်မရှင်မဲနဲ့ဇံမရဘူးလေဉာဏ်မရှင်မဲနဲ့မက်လည်းမရဘူးဖို့လည်းမရဘူးဒါဆိုရင်အပ္ပနာစိတ်အားလုံးတိဟိတ်တွေကြည့်ပဲဟုတ်လားဒါဆိုရင်တိဟိတ်စိတ်ပေါင်း49တိဟိတ်စိတ်ပေါင်းဘယ်လောက်ရှိလဲ49တိဟိတ်စိတ်အကျဉ်းတိဟိတ်စိတ်အကျဉ်းတိဟိတ်စိတ်အကျယ်တိဟိတ်စိတ်အကျယ်တိဟိတ်စိတ်အကျဉ်းဒီဟိတ်
ဒွိဟိတ် 20 ဧကဟိတ် နေ အဟိတ် 18 အစင်တိုင်းသွားမယ်နော်အဟိတ် 18 ဧကဟိတ် နေ ဒွိဟိတ် 20 20တိဟိတ် 49 တိဟိတ်အကျဉ် 49 တိဟိတ်အကျယ် 49 တစ်ဖြတ်ပြီးသွားပြီတစ်ဖြတ်ပြီးသွားပြီနော်ဒါဆိုရင်ဒီဇာတ်လေးအောက်ကပါကြီးလဲစိတ်အကျဉ်89ပါဩခုနဟာပါပဲအာဟိတဟိခွဲလိုက်တယ်အာဟိတဟိခွဲတာတော့ဟိုအာဟိ16နှုတ်ပေါ့စိတ်အကျဉ်89ပါးထဲမှာအာဟိစိတ်16နှုတ်လိုက်ရင်တာဟိစိတ်ပေါင်း82ပါးစိတ်ကြ121ထဲမှာအာဟိစိတ်ပေါင်း18ကိုနှုတ်လိုက်ရင်တာဟိစိတ်ပေါင်း103ပါဟုတ်လားတာဟိစိတ်81 103တာဟိစိတ်အကျဉ်ဆိုရင်81တာဟိဆိုတာဟိတ်နဲ့ရှင်တယ်ပေါ့အာဟိဆိုတာဟိတ်နဲ့မရှင်ဘူးပေါ့ရပါတယ်နော်ကဲအဲ့ဒါဟိုစိတ်တွေကိုဟိတ်အနေနဲ့လေ့လာလိုက်တာအခုအဲ့ဒီဟိတ်တွေကိုဒီဥစ္စာရဲ့အဖြက်ကစိတ်ကိုဟိတ်နဲ့လေ့လာတာအခုကိုလေ့လာထားတဲ့ဟိတ်တွေကိုဇက်အားဖြင့်လေ့လာတော့မယ်ဇက်အားဖြင့်ဆိုရင်ဇာတိပေါ့နော်ဇက်အားဖြင့်ဟိတ်12ပါးတဲ့အကုသိုလ်ဇက်လို့ပြောလိုက်ရင်အကုကုဝိကရိဟုတ်လားအကုသိုလ်ကုသိုလ်ဝိပက္ကရိယာဆိုကြည့်ပါဦးဇက်အားဖြင့်ဆိုရင်စိတ်အမည်၄မျိုးရှိတယ်အကုသိုလ်ကုသိုလ်ဝိပက္ကရိယာကုဒီမှာစိတ်အမည်နဲ့မလုပ်ဘဲနဲ့ဟိတ်အမည်နဲ့လုပ်မယ်ဆိုတော့အကုသိုလ်ဟိတ်ကုသိုလ်ဟိတ်ဝိပက္ခဟိတ်ကရိယာဟိတ်ပေါင်းလိုက်လို့ရှိရင်ဟိတ်ပေါင်း၄ပါးဇက်အားဖြင့်ဆိုရင်ဟိတ်12ပါးတဲ့အမည်ကတော့၄ပါးပဲရှိမယ်နော်ဟိတ်အမည်ကတော့၄ပါးပဲရှိမယ်ဒါဆိုရင်12ပါးကိုကြည့်လိုက်မယ်ဆိုရင်အကုသိုလ်ဟိတ်3ပါးလောတော်မောချင်းချင်းလေးပဲဟုတ်လားအကုသိုလ်ဟိတ်3ပါးဆိုရင်လောဘဟိတ်ဒေါသဟိတ်မောဟဟိတ်အကုသိုလ်ဟိတ်3ပါးကိုပြောပါလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ပြန်ပြောပါအကုသိုလ်ဟိတ်3ပါးကိုပြောပါလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်ကုသိုလ်ဟိတ်3ပါးဆိုရင်အလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ဝိဘတ်ဟိတ်3ပါးအလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ကရိယာဟိတ်3ပါးအလောဘဟိတ်အဒေါသဟိတ်အမောဟဟိတ်ဝိဘတ်ဟိတ်3ပါးကိုတစ်ချက်ပြန်ကြည့်လိုက်နော်ဝိဘတ်စိတ်တွေအများကြီးရှိတဲ့ထဲမှာဝိဘတ်ကိုတို့ဘယ်မှာစတွေ့ရလဲဝိဘတ်ကိုဘယ်မှာစတွေ့လဲအကုသလဝိဘတ်အာဟိကုသလဝိဘတ်အဲ့ဒီမှာရှိနေရနော်အကုသလဝိဘတ်နဲ့အာဟိကုသလဝိဘတ်မှာတကယ်တမ်းကျတော့အသောပနထဲမှာပဲမဟုတ်နေဘူးလားဒါဆိုရင်သူဟာအသောပနနယ်ထဲမှာဆိုလို့ရှိရင်ဟိတ်ရှိခဲ့မယ်ဆိုလို့ရှိရင်လောတော်မောရရပဲရှိရမယ်အလောအတော်အမောတွက်เสียမလို့သို့တော့သူကိုယ်တိုင်ကအဟိတ်ပါလို့အမည်ခံထားပြီးသားဟုတ်လားဝိပဿိတ်15ပါးလေနော်ကဲနောက်တစ်ခုဒါဆိုလို့ချင်းအဲ့ဒီမှာဝိပဿိတ်15ပါးကုန်ခဲ့ပြီဒီဘက်ကကာမသောပနထဲမှာကျတော့အလောအတော်အမောပဲရှိတော့မှာပေါ့အဲ့ဒီမှာညာတန်ဆိုရင်အမောပြန်ထက်ညာဝိတ်ဆိုရင်အမောလေးပြန်ဖြုတ်ထားပါပဲဒါဆိုရင်ဝိပဿိတ်မှန်သမျှအလောအတော်အမောဒီဘက်မှာဝိပဿိတ်တွေရှိနေတာပဲဆိုရင် तू ကအဟိတ်ရတယ်နော်မြင်ပြီနော်ပြန်မြင်နေနော်ဟုတ်ပြီကရိယာအနေနဲ့လည်းဒီအတိုင်းပဲကရိယာမှန်သမျှအလောအတော်အမောပဲဘုရားယဟန္တာမှာဖြစ်တယ်သို့တော့ဒီဘက်မှာဒုပုထုဇဉ်တွေဖြစ်နေတယ်ပြင်စတော်တာဝဇန်နဲ့အဝဇန်2ပါးရှိတယ်ဟတိတုပ္ပ1ပါးရှိတယ်ဟတိတုပ္ပဘုရားယဟန္တာသို့တော့ तू ကအဟိတ်အမိခံထားပြီးသားအဲ့တော့သူ့ကိုထက်တွက်ဆရာမလို့တော့ तू ကအဟိတ်ထဲမှာပဲရှိလိမ့်မယ်ဒါဆိုရင်ဝိပဿိတ်မှန်သမျှအလောအတော်အမောကရိယာစိတ်မှန်သမျှအလောအတော်အမောကုသိုလ်စိတ်မှန်သမျှအလောအတော်အမောဒါညာတညာဝိတ်ကကိုယ့်အကိုခွဲလို့ရသွားတယ်ဒါဆိုလို့ချင်းဟိတ်က12ပါးဖြစ်သွားတော့လေဟိတ်တွေပို့သွားတာလားဆိုတော့မဟုတ်ပါဘူးနော်ဟုတ်လားဇက်အားဖြင့်ရေတွက်မယ်ဆိုရင်ဟိတ်12ပါးဆိုတော့လေဟိတ်တွေပို့သွားတာမဟုတ်ပါဘူးဒီ6ပါးကနေပဲအကုကုဝိကရိအဲ့လိုပဲခွဲလိုက်လို့နာမည်တွေပြန်ပြောင်းသွားလို့ပါရလားရပါရဲ့နော်ဟိတ်12ပါးဆိုလို့ဟို6ပါးထက်ပို့သွားတာမဟုတ်ရှိတယ်ဒီလောတော်မောနဲ့အလောအတော်အမောပဲရှိတယ်လိုက်နိုင်ပါတယ်နော်ဟုတ်ပြီနောက်တစ်ခုတိတ်အားဖြင့်ဒီဇက်အားဖြင့်သေချာရပြီနော်သေချာပြီနော်တိတ်အားဖြင့်ဟိတ်ပေါင်း9ပါတိတ်လို့ပြောလိုက်တာ ਨੇ အကုသိုလ်ကုသိုလ်အပြာကတဆရာပြန်မိမယ်ဇက်လို့ပြောရင်အကုသိုလ်ကုသိုလ်ဝိပက္ကရိယာဇက်လို့ပြောမယ်ဆိုရင်အ
ကုသိုလ်ကုသိုလ်ဝိပက္ခရိယာတိတ်အားဖြင့်ဆိုရင်အာကုသိုလ်ကုသိုလ်အဗျာကတတိတ်အားဖြင့်ဆိုရင်အာကုသိုလ်ကုသိုလ်အဗျာကတအဲ့ဒီအဗျာကတထဲမှာဒီမှာဘာပျောက်သွားတယ်လဲဆိုရင်ဝိပက္ခရိယာပျောက်သွားတယ်ဟုတ်လားဝိပက္ခရိယာနှစ်ခုပေါင်းလိုက်ပြီးတော့အဗျာကတလုပ်ပြလိုက်တာရတယ်နော်ဒါဆိုရင်ဇက်အားနဲ့တိတ်အားနဲ့ဘာထူးသွားလဲဆိုလို့ချင်းဝိပဿနာကရိယာနှစ်ခုကိုတစ်ခုတည်းလှုပ်ထားလိုက်တယ်အဗျာကတောဓမ္မောဟုတ်လားပဋ္ဌာန်းဒီမှာရွတ်ရတယ်လေအဗျာကတောဓမ္မအဲ့ဒီအဗျာကတလို့ပြောလိုက်တာ ਨੇ ဝိပဿရဲ့ကရိယာဝိပဿဟာအဗျာကတတရားဝိပဿစိတ်ဟာကုသိုလ်လားအကုသိုလ်လားအဗျာကတလားဆိုရင်အဗျာကတကရိယာစိတ်ဟာကုသိုလ်လားအကုသိုလ်လားအဗျာကတလားဆိုရင်အဗျာကတကရိယာကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးအဗျာကတတရားဖြစ်တယ်ကြောင်းကျိုးကနေ तू လွတ်နေတယ်အဲ့ဒီလိုမျိုးပြောတာဒါဆိုရင် तू အတူတူပါပဲဘာမှအဲ့ဒီဟာသဘောပေါက်လိုက်တာ ਨੇ အကုသိုလ်ဟိတ်ဆိုရင်လောတော်မောကျန်တဲ့ကုသိုလ်ပြောဝိပဿပြောကရိယာပြောကုသိုလ်နဲ့အဗျာကတပဲပြောဒီအလောအတော်အမောပဲရှိတော့မှာပေါ့ဟုတ်လားဒါဆိုလို့ချင်းအပေါ်မှာဇက်အားဖြင့်12ပါးကိုအောက်မှာဘာဖြစ်လို့9ပါးပဲဖြစ်သွားလဲဆိုတော့နှစ်ခုတစ်ခုပေါင်းလိုက်မှတော့3ပါးအော်တိုပြုတ်သွားတာဟုတ်လားကြလားမခက်ပါဘူးနော်တိတ်အားဖြင့်ဟိတ်9ပါးဇက်အားဖြင့်ဟိတ်12ပါးနောက်ထပ်ပါကြံသေးအောင်ဘုံအားဖြင့်ဟိတ်15ပါးဘုံအားဖြင့်ဟိတ်15ပါးဘုံလို့ပြောလိုက်လို့ရှိရင်တို့ဘယ်ပေတာအောင်မြင်မလဲဘူမိပေတာကာမရူပအရူပလောကုတ္တရာကာမရူပအရူပလောကုတ္တရာဟုတ်လားကာမဘုံရူပဘုံအရူပဘုံလောကုတ္တရာဘုံဒါဘူမိပေတာကိုပြောလိုက်တာအဲဆိုလို့ချင်းကာမဘုံမှာဟိတ်ပေါင်းဘယ်လောက်ရတယ်လဲ6ပါးအကုသိုလ်ဟိတ်ရှိတယ်ကုသိုလ်ဟိတ်ရှိတယ်ဝိပဿဟိတ်ရှိတယ်ကရိယာဟိတ်ရှိတယ်နော်အကုကုဝိကရိနောက်တစ်ခုရူပဘုံနဲ့ရူပဘုံမှာဘယ်လောက်ရှိလဲဆိုရင်3ပါအလောအတော်အမောတော့ဘုံနေနဲ့ပဲပြောနေရနော်နောက်ပြီးတော့အရူပဘုံမှာဆိုရင်3ပါအလောအတော်အမောကုဝိကရိတွေကြည့်ပဲဟုတ်လားအကုမထည့်ထားတော့နော်နောက်တစ်ခုလောကုတ္တရာမှာလည်းအလောအတော်အမော3ပါအဲ့တော့ရူပစိတ်တွေကိုပြန်မြင်ကြည့်လိုက်ပေါ့ရူပစိတ်တွေကိုပြန်မြင်ရူပဘုံလို့ပြောနေရူပစိတ်တွေကိုကြည့်လိုက်လောတော်မောထည့်เสียမရှိဘူးမဟာကုတ်တွေမှာဟုတ်လားလောတော်မောကာမစိတ်54ထဲမှာပဲအကုသိုလ်ဝင်ရှုပ်နေလို့လောတော်မောဝင်ပါသွားတယ်ဝင်ရှုပ်နေလို့ဆိုတော့ထားခဲ့အောင်နော်လောကုတ္တရာမှာလောတော်မောမရှိဘူးလေလောကုတ္တရာစိတ်40မှာဟုတ်လားမဟာကုတ်29လောတော်မောမရှိဘူးဒါဆိုရင်မဟာကုတ်လို့ပြောလိုက်တာ ਨੇ ရူပအရူပပါသွားပြီကာမထဲမှာပဲတို့ကာမထဲမှာပဲပြည့်ပြည့်စုံစုံခံစားရတယ်နော်တခြားနေရာတွေမှာတနာစရာတော့ကောင်းသေးတယ်ကဲပုဂ္ဂိုလ်အားဖြင့်ကြည်ကြအောင်ဆိုပုဂ္ဂိုလ်အားဖြင့်ဟိတ်ပေါင်း16ပါပုဂ္ဂိုလ်လို့ပြောလိုက်ရင်ပုထုဇဉ်သောတာပန်တဂရကံအနာကံယဟန္တာပြောပါအောင်ပုဂ္ဂိုလ်အားဖြင့်ဆိုရင်ပုထုဇဉ်သောတာပန်တဂရကံအနာကံယဟန္တာပြန်ပြောကြည့်ပါအောင်ပုဂ္ဂိုလ်ပုထုဇဉ်သောတာပန်တဂရကံအနာကံယဟန္တာပုထုဇဉ်ဆိုတာကိုတို့နော်သောတာပန်ဆိုရင်သောတာပတ္တိမတ်သောတာပတ္တိဖို့တစုံရထားပြီးသားတဂရကံဆိုရင်တဂရဂါမိမတ်တဂရဂါမိဖို့တစုံရထားပြီးသားအနာကံဆိုရင်အနာဂါမိမတ်အနာဂါမိဖို့ယဟန္တာဆိုရင်အရဟတမတ်အရဟတဖို့ဟောဒီလိုဆိုရင်ပုထုဇဉ်ပုဂ္ဂိုလ်မှာဟိတ်ပေါင်းဘယ်လောက်ရှိလဲ6ပါအကုသိုလ်ရှိတယ်ကုသိုလ်ရှိတယ်ဝိပဿရှိတယ်ကရိယာရှိလားမရှိပါဘူးရှိတဲ့အဝိဇ္ဇံကရောရှိတဲ့အဝိဇ္ဇံကရောကရိယာပဲလေအာဟိဟုတ်လားရှိတဲ့အဝိဇ္ဇံကအာဟိသောတာပန်ပုဂ္ဂိုလ်မှာဟိတ်ဘယ်လောက်ရှိလဲ6ပါတူတူပဲပြည့်နေတော့မှရှိတယ်နော် तू ကဒိဋ္ဌိဝိသိကိစ္စကိုပဲဖြုတ်လိုက်တာဟိတ်ထိုက်တာကို तू မဖြုတ်နိုင်ဟုတ်လားဟိတ်ထိုက်တာကို तू ဖြုတ်နိုင်လားမဖြုတ်နိုင်ဘူးတဂရကံမှာဟိတ်ထိုက်တာဖြုတ်လားမဖြုတ်ဘူးအကုကုဝီနည်းနည်းထိန်းပါညောလေပရိတ်လေးထားမှာပေါ့စုံနေကြတိုင်းချတာအနာကံမှာဒေါသကျင်သွားပြီဟုတ်လား
ဒေါသဟိတ်ထိုက်တယ်မဟုတ်ဘူးလား ဟုတ်ပါတယ် ဒါဆိုရင်ဒေါသကိုကျင်ဒေါသကိုပယ်လိုက်ပြီးဒေါသကိလေသာကိုအနာဂံပယ်တယ်ဆိုမှတော့ဒေါသဟိတ်ကြီးမပါတော့ဘူးပေါ့ဒါဆိုရင်အနာဂံမှာဟိတ် ငါးပါး ဘာတွေလဲအကုသိုလ်ကုသိုလ်ဝိပတ်အကုကုဝိရတော့တူနေတယ်အကုထဲမှာဒေါမပါတော့နော်အကုထဲမှာဒေါမပါတော့နောက်တစ်ခုယဟန္တာကျတော့3ပါးပဲရတော့တယ်နော်ဘာကြံနေတဲ့လောနဲ့မောနဲ့ကိုယဟန္တာဖြုတ်ရှားလိုက်ပြီလေလောဘမှုစိတ်နဲ့မောဟမှုစိတ်ကိုယဟန္တာအပြီးဖြုတ်လိုက်ပြီဒါဆိုရင်ယဟန္တာအနေနဲ့ဟိတ်ဘယ်လောက်ရမလဲ3ပါးစာကိုကြည့်ပါပုထုဇဉ်အနေနဲ့ဟိတ်ဘယ်လောက်ရလဲ6ပါးတဂရဂံအနေနဲ့ဟိတ်ဘယ်လောက်ရလဲ6ပါးဒီသောတာပန်ကြံသေးရလေသောတာပန်အနေနဲ့ဟိတ်ဘယ်လောက်ရလဲ6ပါးတဂရဂံအနေနဲ့ဟိတ်ဘယ်လောက်ရလဲ6ပါးအနာဂံအနေနဲ့9ပါးဘာကျင်လိုက်လဲ ဒေါသကျင်လိုက်တယ် ယဟန္တာအနေနဲ့3ပါး ဘာကျင်လိုက်လဲ အကုသိုလ်ဟိတ် အကုသိုလ်ဟိတ်3ပါးစလုံးရှင်းလိုက်တယ်ဟုတ်တယ်လောဘဒေါသမောဟလောဘဟိတ်ဒေါသဟိတ်မောဟဟိတ်တနည်းပြောရရင်အကုသိုလ်ဟိတ်3ပါးကျင်လိုက်တယ်ဒါဆိုရင်ယဟန္တာဆိုရင်ဟိတ်3ပါးပဲပေါ့အဲ့ဒီမှာကြံနေတဲ့ဟိတ်3ပါးကိုကြည့်လိုက်မဟုတ်ကြံနေတဲ့ဟိတ်3ပါးကိုတစ်ချက်ကြည့်လိုက်ကုတော့မပါတော့ဝိနဲ့ကရိပဲပါတော့တယ်ဟုတ်လားယဟန္တာဖြစ်သွားရင်ကုသိုလ်မရှိတော့ဝိကရိပဲရှိရမလားအပေါ်မှာအနာဂံကအကုကုဝိကရိမပါဘူးဘာလို့အနာဂံဆိုတော့ယဟန္တာမဖြစ်သေးဘူးလေယဟန္တာမဖြစ်သေးတော့ကရိယာစိတ်မဖြစ်ဘူးယဟန္တာကြတော့တော်တော်ကြီးကိုပြောင်းလဲသွားတယ်အကုသိုလ်လည်းအကုန်လုံးပါသွားသလိုကုသိုလ်ပါအကုန်ပါသွားတယ်နော်ဝိပတ်စိတ်တွေကသူရဲ့ဟိုအတိတ်ဘဝအကြောင်းဖြစ်နေတဲ့စိတ်တွေမှန်တယ်များဝိပတ်စိတ်တွေဖြစ်လိမ့်မယ်ကရိယာစိတ်တွေကအခုဘဝမှာလှုပ်သမျှပြုလုပ်သမျှဟာကရိယာစိတ်တွေကြီးပဲဝိပတ်စိတ်ရှိတယ်ကရိယာစိတ်ရှိတယ်နားမလဲတာပါသလားနားမလဲတာပါလားသိချပြီလားသိချင်ရှေ့တက်မယ်နော်ကဲနောက်တစ်ခုကိစ္စတင်ကဟာဆရာတို့ဥစားနည်းနည်းပြင်းသွားလိမ့်မယ်ကလေးတို့ဇောင်မုံလာပြည့်ညအကြောင်းတာမင်ညဖလားဆရာပြောခဲ့တော့စုံသွားရင်နော်ဟုတ်တာမင်ညဖလားတုတ်အကြောင်းကိုတကယ်တော့နားလဲပါတယ်နားလဲတယ်နော်တာမင်ညဖလားဆိုတာကိုလည်းနားလဲသွားတယ်အဲ့ဒီဇောင်မုံလာပြည့်ညရဲ့အတိတ်ပဲကိုလည်းနားလဲသွားပြီဟုတ်ပြီလားဟုတ်နောက်တစ်ခုကြံနေတာကတခိုးကြီးညပန်းတကူသိတာကူလာအဲ့ဒါဆရာတို့တော့မရဘူးပဲဆရာကျွန်တော်လည်းရှင်းမှာတော့တောက်တုံးရောက်တယ်ပတ်တကူရဲ့အတိတ်ပဲပြောရလားပန်းဘာလို့ပန်းတကူပြကြတယ်လေပေါ့တစားမလားလူတို့စွန့်ပစ်ထားတဲ့အရာပေါ့မြေကြီးပေါ်မှာနော်ပစ်တာတော့မြေကြီးပေါ်မှာလူတို့ပြစ်ရှာထားတဲ့ဟာကူလဆိုတာအမိုးအမောက်လေးဖြစ်နေတာပန်တုဆိုတာမဟုတ်လေဘလောက်ပဲပြောင်းအောင်ပဲပြပြမြေကြီးပေါ်ရောက်ရင်မြေကြီးနဲ့တသားတည်းမဖြစ်တော့စားရွက်ကလေးတစ်ရွက်ပဲရှာလေဟုတ်လားမြေကြီးပေါ်မှာထက်နေပန်တုဟုတ်ဆရာပြောပြမယ်ဒီလိုမျိုးဟိုတခါတည်းမှတ်ချင်လည်းမဲ့ပန်တုဆိုတာမြေကြီးလေဟုတ်ကဲ့ဤမြေပန်တုတိလာထုလဲတက်တဲ့ဟိုတီစေတော့ပန်တုဆိုတာမြေကြီးပန်တုဆိုတာမြေကြီးကူလဆိုတာကူလပန်တုကူလအမိုးအမောက်ဒါတစ်ချက်နော်ဒါဒီမြေကြီးပေါ်မှာအမိုးအမောက်ကလေးဖြစ်နေတဲ့အရာဒါဆိုရင်ပန်တုကူလနောက်တစ်ခုရှိရောပဲဒါပြီးပြီလားပြီးပါပြီတော့လိုက်မယ်နော်ကိုကလေအစ်စ်တွေပြင်းသွားမှာဆိုလို့နောက်ကလိုက်ရတာဘာတွေလိုက်ရမှမသိဘူးဖြစ်သွားမှာဟိတ်ဟိုကပကိန်းပိုင်းကြီးอ่ะနောက်တစ်ခုကူလဆိုတာမှာ तू ကဆက်စုပ်ဖွယ်ဘယ်လိုရုပ်ဆရာမြည်တယ်ပနဲ့ရေးရလားဆုပ်ပါစားလိမ့်မဟုတ်စားလျံသိတယ်တခြားရင်လည်းသိတယ်ပတ်
ဆက်ဆုပ်ပဲဒီလိုဟုတ်တယ်နော် ဟုတ်တယ်ရှင် တောက်ဝင်းဘူးတော့မဟုတ်ဘူးပေါ့ ဟုတ်ဘူးအဲ့ဒီလားတောက်ဝင်းဖူတောက်ဆိုနောက်ဆိုတယ် နောက်ဆုပ်ခိုင်းတာနောက်ဆုပ်ဖို့ကြိုးစားရင်ဒါဆက်ဆုပ်နော်မြေကြီးပေါ်မှာကြာရောက်နေတဲ့ဆက်ဆုပ်ဖွယ်ယွန်းစေးရမကောင်းတဲ့ဟာမရှက်ဖြစ်သွားပြီနော်ဟုတ်ကောင်းမိတာလို့တော့နောက်တော့မရပါနဲ့မဆိုင်ပါဘူးပန်တုကူလာမြေကြီးပေါ်မှာကြာရောက်ထားတဲ့ဆက်ဆုပ်ဖွယ်အရာအဲကြောင့်ပန်တုကူလာပန်တကူသူ့ရဲ့မူရင်းအဓိပ္ပာယ်ကပန်တုကူလာပန်တုကူလာပန်တကူပေါ့အဲ့ဒီပန်တုကူလာပန်တကူကိုပန်တုကူလာကိုတို့ကဒီလိုရေးလိုက်တယ်မလားပန်တကူဒါမြန်မာလိုရေးလိုက်တယ်လို့ပဲအလွယ်ထားတယ်နော်အဲ့ဒီပန်တကူကိုဒီလိုပြစ်တဲ့အရာတွေမဟုတ်ဘူးလေပန်တကူသင်္ကန်းဆိုပြီးတော့မှရှိသေးတယ်လေဟုတ်မြတ်စွာဘုရားရှင်ဟာပန်တကူသင်္ကန်းကြီးကိုဝတ်ဆင်တော်မူတယ်မြေကြီးပေါ်မှာပြစ်ချထားတဲ့အရာမြတ်စွာဘုရားရှင်ဟာဘယ်သူနာကရတယ်လဲဆိုရင်လူသေးအလောင်းမှာရတာဘုရားရှင်ကလေအဲ့လူသေးလောင်းကနေခွာလိုက်တဲ့အခါမှာလူသေးလောင်းကဘလောက်ပုတ်နေလဲဆိုရင်ပိုးလောက်တွေကိုဖယ်ရှားလိုက်တာကိုပဲတစ်စိတ်သားလောက်ရတယ်တဲ့အဲ့ဒီပိုးလောက်တစ်စိတ်သားလောက်ရတဲ့ဟာကြီးကိုဖယ်ရှားပြီးတော့မှမြတ်စွာဘုရားရှင်ကအဲ့ဒီအဝတ်ကိုတစ်ခေါက်ရောင်သင်္ကန်းရောင်ဆိုးပြီးတော့မှဝတ်ထားတာအဲ့ဒီပန်တုကိုသင်္ကန်းကြီးကိုဟိုနေ့ကဆရာပြောပြတယ်ရှင်မဟာကတ္တပကြီးကိုပေးလိုက်တာသင်္ကန်းချင်းလဲတယ်ဆိုတာနော်ပခုံးကတင်လိုက်ရလားဟုတ်ပြီအဲ့ဆိုပြန်လိုက်မောင်းပါဆက်ဘုံဘေးပန်တတီနာအဲ့ဆိုမဆိုင်ဘူးလို့ဆန်တယ်မဆိုင်ဘူးဒီပေါ်ရိုးဌာနပါပဲပန်တုနဲ့မဆိုင်ပါဘူးဖုံးပေးတယ်ပြစ်ပေးတိုးတော်လဲလွတ်ကျွတ်စွန့်ထားတယ်ဗောဒီလိုတော့ယူဆလို့ရတယ်အဲ့တော့မြတ်စွာဘုရားရှင်ဟာဘသူလူတွေလုံနိုင်ခဲလာတဲ့ပန်တုကုသင်္ကန်းကိုဝတ်ဆင်ထားတယ်တဲ့အဲ့ဒီပန်တုကုသင်္ကန်းကိုရှင်မဟာကတ္တပကြီးကိုလဲပေးခဲ့လိုက်တယ်ဟိုနေ့ဆရာပြောတယ်နော်အဲ့ဒါတစ်ချက်အဲ့ဒီအတိုင်းပဲယဟန်နေမှာလဲပန်တုကုဒုတင်ဆိုတာရှိတယ်ဒုတဒီလိုဒုတင်ဆောင်နေဆိုဒုတင်ဆောင်နေဆိုပန်အဲ့ဒီပန်တုကုသင်္ကန်းကိုပဲဝတ်ပါမယ်လို့ဒိဋ္ဌံရတာပေါ့ဒိဋ္ဌံလားပန်တုကုသင်္ကန်းပဲဝတ်မယ်လုံးဝလူတွေလူတဲ့သင်္ကန်းကိုမဝတ်ဘူးတန်ခါလူတဲ့သင်္ကန်းကိုလည်းမဝတ်ဘူးသူလိုက်ကောက်မယ်လွန်အင်ပလမတန့်ရှင်းစင်ကြယ်ခြင်းတဲ့သဘောပေါ့နော်ကဟပဋိဒါနစီဝရံပရိခိပါမိလို့သူအဲ့လိုဖျားရှင်မှာအဲ့လိုရွတ်ဆိုရတာကဟပဋိဒါနစီဝရံပရိခိပါမိသူဒီလိုလေးဒုတင်ဆောင်မယ်ဆိုရင်ဖျားရှင်ဖျားစီမှာသွားပြီးတော့ယူရတယ်တို့တီလာယူတယ်လို့ပေါ့ဖျားမရှိတော့လို့ရှိရင်မဟာတာဝကအကတာဝကတော့ထည့်လို့မရဘူးဖျားမရှိတော့ဆိုမှတော့အကတာဝကလည်းမရှိတော့အကတာဝကနှစ်ပါးသလုံးပြိဋိဘံပြုမြဖျားပြိဋိဘံပြုတာဟုတ်ဖျားမရှိတော့ရင်မဟာတာဝကမှမရှိတော့ဆိုရင်တခြားယဟန္တာတွေမှမရှိဘူးဆိုလို့ချင်းပိဋကတ်၃ပုံတက်ကျွမ်းတဲ့သူ၃ပုံလုံးတက်တဲ့သူမရှိဒီခေတ်ထဲမှာမရှိတော့ဆိုရင်တပုံလောက်တော့တက်တဲ့သူတပုံမှမရှိတော့ဆိုလို့ချင်းလည်းသီလသမารိရှိတဲ့သူတွေအဲ့လိုမျိုးဘာမှမရှိတော့ဆိုလို့ချင်းတော့ကိုယ့်အကောဒီရုပ်ဘာတော်နာမှာထိုင်လိုက်ဒီသင်းတုနာမှာထိုင်လိုက်အဲ့လိုထိုင်ပြီးတော့မှကဟပဋိဒါနစီဝရံပရိခိပါမိလူတကာမတို့လှူသောသင်္ကန်းကိုပယ်စွန့်ပါ၏ဆိုအဲ့လိုမျိုးဒိဋ္ဌံလိုက်ရတာပြောမယ်ဆိုရင်တို့လိုမျိုးပြင်စသီလံတမာရိယာမှုပေါ့အဲ့ဒီပုံစံပဲအဲ့ဒါကိုအဲ့ဒီလောက်ထိအောင်မရွတ်ဆိုခြင်းမှုဆိုလို့ချင်းပန်တုကုလိကင်ကတမာရိယာမိပန်တုကုပြစ်ထားသောသင်္ကန်းကိုသာဝစ်စင်ပါမည်သူကအဲ့လိုဒိဋ္ဌံလိုက်ရတာဘယ်အချိန်မှာအဲ့ဒီဒိဋ္ဌံပြတ်တယ်လဲဆိုလို့ရှိရင်လူတို့လှူတဲ့သင်္ကန်းပေါ်တဲ့သာယာလိုက်တဲ့ခဏမှာပြတ်တယ်မဝစ်အောင်တော့တုံးပန်တုကုသင်္ကန်းကြီးပဲငါဝစ်နေရတာရိုးလာပြီကထင်ကြရင်သင်္ကန်းလေးလူခံအောင်မှထင်တယ်လို့သာယာလိုက်တဲ့ခဏမှာပြတ်တယ်အဲ့ဒီဒုတင်လောလုဘတဏှာလို့ခေါ်တာပေါ့ဒီပုံမှာသွားပြီးတဏှာဖြစ်လိုက်ပြီသာယာလိုက်ပြီအဲ့ဒီခဏမှာဆိုတော့အဲ့ဒီဒုတင်ပြတ်သွားတယ်တဲ့ဆိုတော့အဲ့ဒီဒုတင်ကိုယဟန်နေရဆောင်တဲ့သူတွေရှိတယ်ခုခေတ်မှာလည်းရှိတယ်သို့တော့မရှာနိုင်မတွေ့ဘူးဘာဖြစ်လို့မရှိလို့မတွေ့တာမဟုတ်ပြောပြမှာမဟုတ်ပြောပြလိုက်ရင်လည်းသူ့ရဲ့လောဘတဏပေါ်လွင်သွားပြီငါ့ကိုထင်ကြီးစေခြင်းလို့ငါ့ကိုဘုံကန်ချိစေခြင်းလို့ဟုတ်လားငါပန်းတကူသင်္ကန်းကြီးဆောင်နေရဆိုလို့ရှိရင်ပန်းတကူဆောင်ဒုတင်ကြီးဆိုလို့ရှိရင်ပန်းတကူဒုတင်ဆောင်ကြီးဆိုလို့ရှိရင်ဆရာလည်းကြောင်ကြနေပဲပြောတယ်ငါဟာပန်းတကူဒုတင်ဆောင်လို့တီးလိုက်လို့ရှိရင်လူတွေကကြည်ညိုတော့မယ်အဲ့လိုကြည်ညိုမှာဆိုတဲ့အတွက်သ
သင်္ကန်းလူရင်မလူနဲ့ငါတို့ကပန်းသူကူသင်္ကန်းပဲဝတ်တယ်ငါတို့ဒုတင်ဆောင်ထားတာဒီလိုမျိုးကြီးလှုပ်တဲ့ဆိုရင်ဒါ तू မဟုတ်တော့မယိုးမသားနဲ့လို့မယိုးမသားနဲ့လှုပ်တဲ့ဒုတင်မရှိဘူးဒုတင်မှန်သမျှဟာစစ်မှန်တဲ့အဲ့ဒုတဆိုတာကိလေသာကိုခါထုတ်ရှင်းဟောဆရာကအတိတ်မှပြောနော်ခုနကိလေသာကိုခါထုတ်ရှင်းဒုတညီမချင်းကိလေသာကိုခါထုတ်ရှင်းကိလေသာဆိုတာဟိုပုတ်ထုတ်ရုံပုတ်ထုတ်ရမှာမျိုးမဟုတ်နော်လှုပ်ထုတ်ရမှာမျိုးမဟုတ်ကိလေသာဆိုတာခါထုတ်ရတယ်တို့ကကိလေသာကိုဖွားလေးထားထုတ်တာဟုတ်လားကိလေသာကိုတတိလေးထားဖွားလေးပဲထုတ်ရှင်တယ်တော့နည်းနည်းမှလှုပ်မထုတ်ရှင်ဘူးညစာလေးစားဖို့အရေးတော်မှာပဲညစာလေးမစားမဲ့အရေးတော်မှာပဲတို့မှာတော်တော်အခက်ခဲရှိတယ်ဒုတင်ဆောင်လိုက်ပြီဆိုလို့ချင်းကိလေသာကိုခါထုတ်တာတို့ဒီဖုန်နေကတ်နေသလိုပဲတချို့ကလှုပ်ထုတ်လိုက်ရင်ရတယ်တချို့ကဒီလိုလေးပဲအဲ့ဒီတချို့ဟာကျတော့ရိုက်ထုံမှရတယ်အဲ့လိုမျိုးနော်ဒီဒုတင်ဆောင်လိုက်တဲ့ယဟန်ဟာလူကဆောင်လို့ရတာ2ပါးလားပဲရှိပါတယ်ဒုတင်ပေါင်း73ပါးရှိတယ်ပန်တုကူဆိုတဲ့အမျိုးအစားပေါင်း23ပါးရှိတယ်ပန်တုကူအမျိုးအစားပေါင်း23ပါးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီပန်တုကူသင်္ကန်းကိုဘုရားဆောင်ခဲ့တယ်အများကြီးဆောင်တယ်ဘုရားရှင်လက်ထက်မှာရောအခုရောလမ်းဘေးမှာစွန့်ပစ်ထားတဲ့ပစ္စည်းမှန်သမျှဟာပန်တုကူပစ္စည်းထိုက်တယ်မလိုချင်တော့လူတွေမလိုချင်တော့စုပ်ပြတ်သက်ဟောင်းနှွမ်းနေတဲ့ဟာတွေဘိုးတော်ကယဟန်တစ်ပါးရှိတယ်တဲ့အဲ့ဒီယဟန်ကတရက်မှာမြို့တကားဝထွက်ပြီးတော့မှပန်တုကူသင်္ကန်းရှာတာသင်္ကန်းဆိုလို့နော်တို့လိုချုပ်ပြီးသားလေးတွေဘူးကလေးနဲ့လှုပ်ထားတာမျိုးမဟုတ်အခုဆရာလည်းဒီအင်ကြီးမကောင်းတော့ဘူးကွာသူပြစ်ထုတ်ထားလိုက်အဲ့ဒီအင်ကြီးလေးကိုလှန်လောကြည့်ပြီးတော့မှတေးကြပါတယ်လူတွေပြစ်ထားလောက်ပါတယ်ဆိုပြီးမိကြံခဲလောက်တာဆိုရင်ယူလို့မရဘူးပန်တုကူသင်္ကန်းမဖြစ်ဘူးအဲ့တော့တေးကြပါတယ်လူတွေမလိုတော့လို့ပြစ်ထားလိုက်တာပါဆိုပြီးတော့မှအဲ့ဒီရဲ့အဝတ်ကလေးကိုကောက်ထားလိုက်နောက်ထပ်တနေရာတင်ញိုင်ကုန်းတုတ်တန်လိုဟာတွေအမိုက်ပုံလိုဟာတွေချောင်းကြားမြောင်းကြားတွေရေမျောပြီးတော့မှတင်လာတဲ့ဟာတွေအဲ့လိုမျိုးဟာတွေကိုယူရတာ哦ဒါတော့မှပိုင်ရှင်ဟိုဒါဟိုပိုင်ရှင်ရှိလားမရှိလားတော်တော်လေးလက်နေသေးတယ်ဆိုရင်ဒါပိုင်ရှင်များရှိနေသေးလားလို့တန်တရားရှင်ယူလို့မရအောင်လုံးဝလွတ်ကင်းဖြစ်တယ်ဆိုတော့တန့်ရှင်းတာပေါ့စင်ကြယ်တာပေါ့အဲ့ဒီပန်တုကူသင်္ကန်းကြီးကိုရှုပ်ပြီးတော့မှဝစ်ကြရတာအဲ့တော့ယဟန်ကဟိုတကားပေါက်တွေမှာလိုက်ပြီးတော့မှရှာတယ်တဲ့ရှာတော့သူကတိတ်စင်ကြယ်မမြတ်တဲ့ပန်တုကူသင်္ကန်းကိုသူမတွေ့ဘူးတရက်သားကျတော့တကားပေါက်ကိုထွက်လိုက်တာနဲ့အမိုက်ပုံဘေးကိုကြိလိုက်တဲ့အခါကျတော့ညပိုင်းမှာလူတယောက်ဝင်းနေတအားရှောပြီးတော့ပစိုးကရှော်လို့တောင်မရတော့ဝင်းနေတာရှော်ခြင်းစရာမကောင်းတော့အဲ့ဒါနဲ့အဲ့ဒီဝင်းနေရှော်ထားတဲ့ဟာတွေကိုအပုံလိုက်ကျုံးပြီးတော့မှအဲ့ပစိုးကိုပြစ်ထားလိုက်တာအဲ့ဒီဟာလည်းမြင်လိုက်ရော तू ကလက်အုပ်ရှိတယ်တဲ့တွေ့ပြီဒီလောက်တန့်ရှင်းစင်ကြယ်တဲ့သင်္ကန်းတော့မရှိဘူးဆိုပြီးတော့မှလေအဲ့မှာသူ့ရဲ့ဆရာတော်ကထွက်လာပြီးတော့မင်းဘာဖြစ်လို့အမိုက်ပုံကြီးကိုရှီခိုးနေတာလဲဆိုအမိုက်ပုံကိုရှီခိုးရတာမဟုတ်ပါဘူးတဲ့တိတ်တန့်ရှင်းမွန်မြတ်တဲ့သင်္ကန်းကိုတွေ့လို့ပါဒါသိကြပါပြီဒီလောက်စုပ်တီးစုပ်ပဲနဲ့လာပစ်ထားမှာတော့အဲ့ကြောင့်မှ तू ကအဲ့ဒါအမျက်တနိုးလေးကောက်လိုက်တာပြီးတော့ तू အဲ့နားပါတယ်မဲ့ဆက်စုပ်ဖွဲ့ကောင်းတဲ့အရာတွေကို तू ဆင်ញင်လိုက်တာမှအဲ့နားပါတယ်အနာဂံတီးတယ်တဲ့အဲ့နားကအနာဂံတီးပြီးတော့ तू အနာဂံဖြစ်ပြီးတော့မှအဲ့ဒီပစိုးလေးကိုယူပြီးတော့မှထွက်သွားကျောင်းရောက်တဲ့အခါမှာ तू ယဟန္တာဖြစ်သွားပြီတဲ့ဘာဖြစ်လို့လဲပန်တုကူသင်္ကန်းဆိုတာရှာဖွေရတာလွယ်ကူတယ်နော်ရှာဖွေရတာလွယ်ကူတယ်လူတွေပြစ်ထားတဲ့ဟာတွေအများကြီးရှိတာ哦မြတ်စွာဘုရားဆိုရင်ခုနပြောသလိုပဲပိုးလောက်တွေကိုခါချတော့တစ်စိတ်သားလောက်တစ်စိတ်ဆို၄ပြီမလားဟုတ်လား၄ပြီဟုတ်လားတစ်စိတ်ဆို၄ပြီလေနှစ်စိတ်ကိုတစ်ခွဲလေအဲ့တစ်စိတ်သားလောက်ရတယ်တဲ့ပိုးလောက်တွေနော်အဲ့ဒါတွေကိုခွာထုတ်လိုက်တာနောက်ပြီးတော့အဲ့ဒီသင်္ကန်းအနေနဲ့ရှာဖွေရတာလွယ်ကူတယ်နောက်ပြီးတော့ထိန်းသိမ်းစောင့်ချောက်ရတာလွယ်ကူတယ်ဘယ်လောက်လွယ်ကူတော့ထိန်းသိမ်းစောင့်ချောက်ရတာဘယ်လောက်လွယ်ကူသွားလဲဘယ်သူကလိုချင်မလို့ဘယ်ဓမြလာပြီးတော့ပန်းသူသင်္ကန်းကိုဇွတ်လူမှာတော့ဟုတ်လားဘယ်တကူကတိတ်လေးလာခိုးမအောင်ဒါကြီးတော့မတ်မောစရာကြီးဆိုပြီးတော့စောင့်ချောက်ရခြင်းကိစ္စကြီးငြိမ်းအေးသွားတယ်တဲ့ဒီအပေါ်မှာตาရတက်မှတ်တဲ့တဏှာငြိမ်းအေးသွားတယ်သင်္ကန်းလေးကောင်းနေตาရတယ်ကွာဒါမှဟိုပါတယ် right pair 3 right pair တစ်စိတ်ဒီသင်္ကန်း4000ကျော်တယ်ဟုတ်လားဒီဥစ္စာမာတင်ဂျပန်ပုံမှန်မာတင်အစ်စ်ဒါ4000ခွဲမှရတာဆရာတို့ဆိုင်မှာရှိတယ်ဒီလိုမျိုးတွေတချို့ကတွေသိန်းကျော်သွားတယ်သင်္ကန်းကောင်းလာလေသင်္ကန်းပေါ်မှာတွေ့တာတဲ့တဏှာရှိလာလေပန်တုကူသင်္ကန်းဝစ်လက်ခြင်းအပြင်ဒီသင်္ကန်းပေါ်တော်မှာတွေ့တာမှုမရှိတော့မြတ်စွာဘုရားအဲ့လိုခါချပလိုက်တာယဟန်တွေကိုနော်ဒီအကျင့်ကိုပေးထားလိုက်တာဒီသင်္ကန်းပေါ်မှာတော်မှာတွေ့တာမှုမရှိတော့နောက်ပြီးတော့ဒါဟာအလွန်မွန်မြတ်တဲ့သင်္ကန်းပါလို့မြတ်စွာဘုရားရှီးကျူးထားတယ်တဲ့မြတ်စွာဘုရားရှီးကျူးထားတဲ့အတွက်မြတ်စွာဘုရားရှီးကျူးထိုက်တဲ့ယဟန်တစ်ပါးဖြစ်တယ်လို့ကိုယ့်ကိုယ်ကိုဂုဏ်ယူလို့ရတယ်
ပန်တုကုသင်္ကန်းကိုဝေးရခြင်းအဖြစ်ပေါ့နော်အဲ့တော့အဲ့ဒီအကျိုးကျေးဇူးပေါင်းတွေလည်းအများကြီးရှိပါတယ်အဓိကအချက်တွေကတော့ထိမ့်သိမ်းဆောင်းချောင်းရမှုတာဝန်မရှိဘူးဒီပေါ်မှာတွေ့တာချင်းမရှိဘူးတိတ်တရဟန်းကြီးဆိုတာဒီပေါ်တွေ့တာရလေသူ့ရဲ့ညီမလေးကတကယ်ကိုသင်္ကန်းအကောင်းစားကြီးလှူလို့ဒီသင်္ကန်းကြီးကိုငါတော့ဝါကျွတ်ပြမှာပဲဝင်မယ်ဆိုပြီးတော့မှအဲ့ဒါဟိုအမကျွတ်သေးဘူးပြန်တော်မူတော့အဲ့သင်္ကန်းမှာတန်းကြီးသွားဖြစ်တယ်ဆိုတာကြားဘူးတယ်မလားညတော့ကယဟန်မနဲ့ကြတော့တန်ဒါကိုနေရာကိုမနေတာကိုနေရာကိုမနေဘူးနိဝရဏတွေနဲ့တော့ပေါင်းတာကာမစ်စန္ဒနိဝရဏကာမဂုဏ်အာယပေါ်မှာလောဘတက်တဲ့နိဝရဏနဲ့တော့ပေါင်းလိုက်တာအရိယာတို့ရဲ့စံအိမ်မှာဆိုရင်တတိတံပစင်နဲ့နေတယ်ကိုတတိလေးနဲ့ကိုနေတယ်တန်ဒုဋ္ဌိစရောင်ရဲမှုနဲ့နေတယ်အိန္ဒြိယဘာဝနာဟုတ်လားအိန္ဒြိယအိန္ဒြေနဲ့အစိုးတရားနေတယ်ဟိုတနေ့ကဆရာတို့ဟိုဗါလဲတမညာဖလားတော့မှာလေအဲ့လိုမျိုးသူဟာပါတိမောက္ခတံဝရကိုထိန်းဖို့အတွက်အိန္ဒြေရှိရမယ်အိန္ဒြေရှိဖို့အတွက်တတိရှိရမယ်တတိရှိဖို့အတွက်ရောင်ရဲရမယ်သူအဲ့ဓာတွေကိုခဏကလေးဖောက်ကျူးလိုက်တာတီလာသိတ်ကောင်းတာနော်တက်လုံးစောင့်ထိန်လာတဲ့တီလာတွေ तू တန်းဖြစ်ရတာဘာကြောင့်လဲတီလာမလုံကြုံလို့တန်းဖြစ်သွားတာလားမဟုတ်ဘူးတမာရီမရှိလို့လားမဟုတ်ဘူး तू အဲ့ဒီနိဝရဏလေးနဲ့ခဏလေးပေါင်းလိုက်မိတာငါညီမလေးလူရတဲ့သင်္ကန်းလေးကကျွတ်မဝင်မယ်ဆိုပြီးတော့သင်္ကန်းအကောင်းစားလေးပေါ်မှာသွားမိလိုက်တာအကယ်၍မြန်အဲ့ဒါပန်တုကုသင်္ကန်းဆိုတန်းဖြစ်เสียအကြောင်းမရှိဒီလိုမျိုးပြောတာလေပန်တုကုအဲ့တော့ပန်တုကုဆိုလူရင်းကတော့လူတို့မလူအပ်တော့လို့စွန့်ပစ်ထားတဲ့ဟာအဲ့ဒီပန်တုကုအမျိုးအစားပေါင်း20နဲ့မှ3မျိုးရှိတယ်ဝိသုဒ္ဓိမတ်မှာတော့အကျယ်ပါတယ်ဟောဒါတွေကိုစောင်းနိုင်တယ်ဆိုလို့ရှိရင်တော့တိတ်တော်တာပေါ့ဆရာတို့တော့စောင်းနိုင်တော့ဝိလည်းမစောင်းနိုင်တော့သင်္ကန်းလိုက်ရှာချုပ်ရမယ့်အလုပ်ကိုလည်းလုပ်နိုင်မှာမဟုတ်ဘူးတချို့တွေလုပ်ပါတယ်အခုထိရှိတယ်ဒါပေမဲ့လည်းအဲ့လိုဟာမျိုးဖူးရလိမ့်မယ်လို့ကတော့မလွယ်ဘူးဘာလို့လဲဆိုတော့ဒုတင်ဆောင်ရင်လည်းဆောင်တယ်လို့မှမပြောတာ哦ဒုတင်ကိုအပြတ်ခံလို့ရတယ်တဏှာကိုအကြောင်းပြုပြီးတော့မှဒုတင်ဆောင်ထားတယ်လို့ပြောလို့မရဘူးအဲ့တော့ဒုတင်ဆောင်ထားတယ်လို့ပြောမလားဒီဒုတင်အဋ္ဌံယူအပြတ်ခံမလားဆိုအပြတ်ပဲခံနိုင်မယ်နောက်မှပြန်ဆောက်တည်လိုက်အခုဟိုမန်နီလာပုံပွင့်လင်းလာမိတယ်ဆရာဒုတင်ဆောင်ထားတာမလားဆိုအေးဟုတ်တယ်ဒုတင်ဆောင်ထားဆိုလို့ရှိရင်မင်း तू ကတစ်ဆင့်မင်းတို့ပြောမယ်တို့ဆရာဒုတင်ဆောင်ထားဆိုရင်ဘာပဲပြောထင်နေကြီးလာမယ်လူတွေလာတော့မယ်လက်လာပါကြီးလာတော့မယ်တိတ်ဆက်ဆုပ်ဖို့ကောင်းတယ်အဲ့လိုမျိုးလေအဲ့မျိုးဆိုလို့ရှိရင်အဲ့သူ့ဒုတင်ဆောင်ထားပါတယ်လို့မပြောတော့ဘဲနဲ့ကိုဒုတင်ကိုပဲကိုဖြတ်လိုက်တယ်ဘယ်မှာငါဒုတင်ဆောင်လို့တော့ဟိုမှာသင်္ကန်းတွေပေါ်မှာပေါ်ဆိုပြီးတော့ तू ယုံသွားရင်ပြီးရောပဲအဲ့မှာ तू ဒုတင်ပြတ်သွားတယ်ငါဒီသင်္ကန်းပဲဝစ်တယ်ဆိုပြီးသင်္ကန်းတစ်ထည့်ကောက်ပြီးတော့ဖြီးပြီးတော့ဝစ်လိုက်ဘယ်မှာလဲငါဒုတင်ဆောင်တာအဲ့ဆိုတော့ဒုတင်မဆောင်ပါဝစ်ပါတယ်ဆို तू ပြန်သွားမှတစ်ခါပြန်ဆောက်တည်ရတယ်အဲ့လိုကြောရတယ် तू ပြန်သွားရင်တော့ခုနပြောသလိုမျိုးလူတကာမတို့လူတဲ့သင်္ကန်းကိုပယ်စွန့်ပါတယ်ဆိုပြီးတော့အဲ့လိုလုပ်ရင်ရတယ်ဒုတင်ပေါင်း73ပါးမှာတိတ်စိတ်ဝင်စားစရာကောင်းတယ်အများကြီးပေါ့တင်မှာ तू ကရရှိတဲ့အကျိုးတွေလည်းအများကြီးရောတချို့ကတော့အဲ့ဒီဒုတင်ဆောင်တဲ့အခါမှာထားလိုက်တော့အဲ့ဒီအကျိုးပိုင်းတွေမပြောတော့ဘူးเนาะအဲ့လူတွေစွန့်ပစ်ထားတဲ့ဟာကိုဘယ်တော့မှစပြီးတော့မှလူတွေလိုက်ကျင့်သုံးတယ်လေအဲ့ဒီဟာကျတော့ဟိုနတ်သမီးကစကျင့်သုံးတာဇာလိနီလို့ခေါ်တာအဲ့ဒီနတ်သမီးကအရှင်နုရုဒ္ဓမြတ်စွာဘုရားလက်ထက်တုန်းကလေရှင်နုရုဒ္ဓဆိုတဲ့ယဟန်ကဒီပန်တုကုဒုတင်ဆောင်ထားတာကိုဒုတင်ဆောင်ထားတဲ့ကဆိုသူကပန်တုကုသင်္ကန်းရှာနေလို့ရှင်တခုတော့ရှိတယ်အကောင်းစားကိုလည်းလူတွေဟာပန်တုကုရှာတဲ့ယဟန်တွေရပါစေတော့ဆိုပြီးတော့မှပြစ်ထိုင်ကောက်လို့ရတယ်အတစ်ဆက်ဆက်ပစိုးကြီးတစ်ထည်ကိုခောက်စောင်းကြီးတစ်ထည်ဖြစ်ဖြစ်ပေါ့အဓိကသင်္ကန်းချုပ်ဝေလို့ရတဲ့ဟာမျိုးပေါ့ခောက်ပြီးတော့မှဒီယဟန်ကဒီလမ်းမှာပန်တုကုရှာတဲ့အကျင့်ရှိတယ်တဲ့ရောအရှင်ဘုရားပန်တုကုရှာနေရမလားဒါယူဆိုလို့တော့မရအောင်တော့အဲ့လိုတော့သွားပြီးတော့ပြစ်ရှာထားလိုက်အခုပန်တုကုလုတ်တယ်ဆိုအဲ့လိုမျိုးတောက်ပြမှာပြစ်ချတာကိုပြစ်ထားရလို့မသိစေနဲ့အခုကတချို့ကနာမည်ထိုးထားသေးတယ်နော်ပန်တုကိုဘသူပြစ်ထားတယ်ဆိုပြီးတော့ဟလားငါပြစ်ထားတယ်ဆိုပြီးတော့မှအဲ့လိုသူကတော့အဲ့တော့ဟိုပန်တုကိုလို့ဟိုပန်တုကိုလို့ရေးတာကတော့ဟိုကောက်တဲ့လူကောက်ရဲအောင်လို့ပါဒါတော့ကောင်းပါတယ်မဟုတ်လို့ရှိရင်မကောက်ရဲဘူးလေဟုတ်လားပန်တုကိုမှမသိဘာမှမသိဆိုတော့ဆရာတို့ကတော့ဘာဖြစ်ကောက်ရဲတယ်အဲ့တော့သူကအဲ့ဒီဇာလိနေဆိုတဲ့နတ်သမီးကဒီအရှင်အနုရုဒ္ဓဟာတဲ့လွန်ခဲ့တဲ့3ဘဝတုန်းကသူ့ယောက်ျားခုတော့သူကယဟန္တာဖြစ်နေပြီသူကတော့နတ်သမီးမှာနတ်ပြည်မှာနတ်သမီးဖြစ်နေတာဒါနဲ့သူ့ယောက်ျားဆိုတဲ့တန်ရောစင်လေးနဲ့သင်္ကန်းကတ်ရှင်တယ်သင်္ကန်းကတ်ရင်လည်းဒီကိုတော်ကြီးကပန်တုကိုခုနကဟိုတို့လိုရင်းပြောနေတာပန်တုကိုဆောင်ထားတာပန်တုကိုဒုတင်ဆောင်ထားတဲ့အတွက်သူလှူလို့မရတဲ့အတွက်ဟိုဒီကိုတော်ကြီးလာတဲ့လမ်းကိုငါပြစ်ထားလိုက်မယ်ဆိုပြီးတော့မှအဝတ်အကောင်းစားတွေ
ဝေအကောင်းစားတွေကိုအမိုက်ပုံထဲမှာသွားပြီးတော့ထိတ်ဘေးနားနဲ့ရှောင်းကြည့်နေတာဒါကြောင့်တချို့ဟို Facebook ပေါ်မှာပုံလေးတွေတက်လာတယ်တယောက်ကရှောင်းကြည့်နေတာပြစ်ထားပြီးတော့လေရှောင်းကြည့်အမှရဟန်းတစ်ပါးလာကောက်နေအဲ့ဒီဟာဟိုမှာသူကချောင်းကြည့်နေပြီးတော့မှကောက်သွားတယ်ဆိုမှသူဝင်းသားသွားတယ်အဲ့လိုကြောက်ကောက်လို့ရတယ်ဒါပန်တုကူရှာတဲ့သူတွေရပါသေးတော့ဆိုပြီးတော့လေဒါကြောင့်ပန်တုကူအစအဲ့ဒီဇာလင်းနေနဲ့သမီးရလို့တချို့တွေကပြောကြတယ်အဲ့ဒီရဲ့အကြောင်းအရာလေးကိုဖြည်းဖြည်းချင်းတယောက်သိလာတဲ့ခါကျလူတွေကဒါဆိုရင်တို့လဲဒီလိုလုပ်မယ်ဆိုပြီးစလုပ်တာရဟန်းတွေအတွက်လုပ်တာတို့လိုလူတွေအတွက်ဒီလိုစံတွေပြစ်တာစီတွေပြစ်တာပတ်စံတွေပြစ်တာဒီလိုမျိုးမဟုတ်ဘူးနော်ယဟန်တွေအတွက်ပြစ်ရှင်ပတ်စံထဲလို့မရဘူးဝီနီနဲ့မလို့ဘူးလေပတ်စံထဲလို့မရဘူးယဟန်တွေအတွက်ပြစ်ရှင်သင်္ကန်းပြစ်တဲ့စာအုပ်တွေပြစ်တယ်တချို့ရတယ်လေဘသူရပြီးတော့သူကဘာကြောင့်သူ့ကိုတန့်ရှင်းတယ်လို့ပြောတာအောင်ဆိုဘယ်သူကိုလို့မရည်ရွယ်ဘူးဘယ်သူပဲရဘယ်သူရသူ့စိတ်ထဲမှာဘာမှမဖြစ်ဘူးတခါလေကြောကိုလူရတဲ့လူမရသွားရင်စိတ်မကောင်းဘူးလေကိုအတွေ့အတာနဲ့လူတာဟုတ်ပန်တုကုဆိုတာအတွေ့အတာကင်းတယ်သူကဘသူပဲရဆရာတို့ငငယ်ကတော့ဆရာတို့ဦးလေးတယောက်ကရွာထဲမှာပန်တုကူပြစ်မလို့တဲ့ဆရာကိုလာခေါ်တယ်ဒီနေ့ညငါပန်တုကူပြစ်မှာနော်အဲ့ဒီခြုံကြားလေးတွေညှက်ထားမယ်အပိုင်ပဲဆရာအဲ့ဒီခြုံကြားလေးတွေညှက်ထားမယ်အဲ့ဆိုလို့ရှိရင်သူကပန်တုကူပြစ်ပြီးဆိုရင်ဆရာအဲ့ခြုံကြားလေးသွားဆွဲရုံပဲပိုင်တာပဲမဟုတ်တော့ပန်တုကူလည်းပြစ်ချင်တယ်ကုသိုလ်ထူးကလည်းရချင်တယ်အကျိုးပေးရလည်းမြန်ချင်တယ်သူများကောက်သွားမှလည်းကြောက်တယ်အဲ့ဒါပန်တုကူပြစ်တယ်သူ့တူကိုခေါ်ပြီးတော့ငါအဲ့နာပြစ်မယ်နော်လို့ခေါ်ပြောထားတယ်ဆိုတော့ပန်တုကူမဖြစ်ဘူးပန်တုကူမဖြစ်ဘူးအခုအဲ့လူတွေကပန်တုကူကချက်ချင်းအကျိုးရတယ်ဆိုပြီးတော့မှအကျိုးပေးတန်လာတော့ပန်းတကူအကျိုးပေးတန်လာတော့ပန်းတကူဆိုပြီးကို့အကျိုးကိုအရင်ကြည့်ပြီးတော့မှပန်းတကူပြင်ကုသိုလ်ကြီးတယ်ဆိုပြီးတော့ပြစ်ကြတာဟုတ်အဲ့ခါမှာဟိုနံပါတ်1ကကို့အကျိုးကအားတာလွန်းတယ်ပန်းတကူပြင်အဲ့လိုမဟုတ်ဘဲနဲ့ခုလိုအချိန်ပန်းတကူပြစ်လို့တိတ်ကောင်းတာပေါ့ဘာဖြစ်လို့ဆိုအဲ့ဒီဟိုဇာလီနေနဲ့သမီးလေးအရှင်နုရုဒ္ဓကိုပန်းတကူပြစ်တာတစောင်းမုံလားပြေးနေမနက်ခင်းပိုင်းညမဟုတ်မနက်ခင်းပိုင်းဒီမနိုးဆိုတော့မနက်ခင်းပိုင်းမလို့မသိကြီးနိုးတော့မနိုးတော့မသိအဲ့လိုပြောဟုတ်ကြီးမလို့ပေါ်ရတရှိပါလိမ့်မယ်အဲ့လိုလားထင်တာပြောတာအဲ့ဒီတော့မနက်ပိုင်းပြစ်တာဒါပေမဲ့လေအခုလူတွေကညပြစ်တာသို့သောနေ့ပြစ်ညပြစ်ပန်တုကူကတော့တစောင်းမုံလာမှာမဟုတ်ပါဘူးအဲ့ဒီနတ်သမီးကတစောင်းမုံလာပြည့်နေ့မှာပြစ်ခဲ့လို့တာစောင်းမုံလာပြည့်နေ့မှာလှုပ်ခဲ့လို့တာနောက်လူတွေတစောင်းမုံလိုက်လို့တာလေကြားတဲ့ချိန်ပြစ်လို့ရတယ်အခုပြစ်လဲရတယ်မနက်ဖြန်ပြစ်လဲရတယ်သူကရက်မကြည့်ဘူးအဓိကပန်တုကူရဲ့လို့တွေးလို့ချင်းလူတွေစိတ်ချင်းနဲ့ယူလို့ရတယ်ကောက်တွေ့တဲ့ပစ္စည်းမှန်တယ်ပန်းတကူလို့လည်းပါတယ်ခိုးရပါပစ္စည်းလည်းမဟုတ်တော့ဘလောက်အကောင်းစားကြီးပဲဖြစ်ဖြစ်တီဝီတစ်လုံးပန်းတကူလို့ရေးပြီးချတာလဲရဲတင်းယူလို့ရတယ်လေပန်းတကူဆိုတဲ့အတွက်လွတ်လက်ယူလို့ရတယ်အနှောင်ဖွဲမရှိဘူးတန့်ရှင်းတယ်အဲ့အမျိုးပြောတာဆရာတို့ကတော့ဆရာတို့ပန်းတကူပြင်တော့ဟိုဆရာတို့ဦးလေးလိုပဲလုပ်မှာပဲကိုအမျိုးတွေကိုလိုက်ပြောရမှာပဲငါပန်းတကဲအဲ့ဆိုရင်ဒီညကိစ္စတင်ကမတက်နိုင်တော့ပန်းတကူနဲ့ပဲပြီးလိုက်တော့နော်မနေ့ကမှပြန်သွင်းကြဘုညာဆိုတာကြီးကတော့ပေါက်ကြရရွာလိုင်းကြသွားလားဟုတ်လားရှစ်စရာတွေးတော့သမှုရပါမေဃစင်းလေးကူရမှာလက္ခဏာရေးဖြည့်ရှုရပါ